다뤄 내 주말을 구매란 직dom으로
တို့ရဲ့အမိုက်ဖြစ်တူတဲ့ကိုရောရဲ့ချစ်ချင်းမေတ္တာပို့ပြီးတော့ကြီးမာတာဖြစ်တယ်ဟာလေလုဟာလေလုယာတို့ကားတိုင်းပေါ်မှာပဲအကုန်လုံးပေးတာဖြစ်တယ်လုံးစုံပြီးတော့တာဖြစ်တယ်ကျမတို့ဟာတို့ဟာလေလုအာမင်耶稣讲的呗，耶稣讲的，我的切对的心度，我被痛妈妈早都不给没。龙松松的开来多的心里的我被痛吧，我被痛妈妈早都不的开来心的龙松松的开来多的心里的我被痛妈妈早都不总说的开来多的是你的逻辑路，谁能带我把我们睡觉难过？我好的开眼，切开呀多，
Golowa Social Makambu The King Golowa Chikai Makambu Lujene Maga Kuswecha Daibu Nahad Keye Chikaya Golowa Social Makambu Amen, hallelujah. Golowa Chikai Makambu Belutene Numa Amen, hallelujah. Oh, to the sugar Long song Pilota Sunbe Mataba Lecha Jai Nago Topila Kechima Gaye Boago Lan Masikeda Wanchuka Amen. The Kaya Titianga. Oh, hallelujah. Kurokuti Sudende. Amen. Hallelujah. Hallelujah. Kurokuti Sudende. Tomorrow appear. Shita me along. Long song ko kuroye atwido apian sobaroku shitopi fusion na longda ko piro phaya phit to chang kuro ko chi zu tende namaro ko che myaw bai kuro chi zu tende hallelujah chemon seng ko chale ma to pa shi to chang kuro ko chi zu tende
ပြင်စင်းတဲ့အချိန်မှလည်းကိုတော့တိုးပါရှိတော်မူပါတရှင်တို့ဝိညာဉ်တော်စကားပြောတော်မူပါဆေရလို့ရှက်ပါစကိုတုံပြတော်မူပါယေရှုနာမဖြင့်တူဆိုပါရင်တူစင်လာမဲအတတော်အိုကိုတော့ရှင်ကနေလာမဲအတန်မြတ်ကိုယေရှုနာမဖြင့်တူဆိုပါရင်ဟာလေလုယာကိုတော့ကိုယေရှုတင်တဲ့အချိန်၌အလုံးစုံကိုတော့လည်းဝနာအနန်ပါ၏အာမင် ဟာလေလုယာဒီကနေ့မှာကျမတို့မိခင်စကားမဟုတ်တော့ညာလဲပဲမြန်မာစီစဉ်ပေါ့နော်ကျမတို့ကိုဆက်လက်ပြီးတော့ကျင်းပရတော့ခွင့်ပေးတဲ့ပြည့်ရှင်နာမတော်ကိုထူပဲချီးမွမ်းပါတယ်အာမင်ကျမတို့အနေနဲ့တတ်နိုင်သလောက်ပေါ့နော်ကျမတို့ချီးမွမ်းကိုးကွယ်ခြင်းဟာဖခင်ရဲ့ထံတော်မှာတကယ်ပဲမြင့်မြတ်တာဖြစ်တယ်အဲ့ဒီအတွက်ကြောင့် worship ကိုဦးဆောင်ပေးတဲ့အရောက်စီတိုင်းဖျက်ရှင်ကောင်းချီးပေးလေနောက်များမှလည်းပုံမပြတော့တာရွက်အသုံးပြုပါစေအာမင်ကျမတို့အခြားစစ်မတော်ခင်မှာပေါ့နော်ကျမတို့အရင်ဦးဆုံးဖျက်ရှင်ကောင်းမြတ်ပါတယ်ဆိုပြီးတော့၃ချိန်ကြွေးကြော်ရအောင်ပေါ့နော်ဖျက်ရှင်ရဲ့ဖျက်ရှင်ပေးတဲ့ကောင်းခြင်းများကိုဆင်ခြင်အောင်မေ့ရင်းနဲ့ဖျက်ရှင်ကောင်းမြတ်ပါတယ်ဆိုပြီးတော့၃ချိန်သူတကွကြွေးကြော်ရအောင်1 2 3ဖျက်ရှင်ကောင်းမြတ်ပါတယ်ဖျက်ရှင်ကောင်းမြတ်ပါတယ်ဖျက်ရှင်ကောင်းမြတ်ပါတယ်အာမင်နောက်တစ်ခုဆက်လက်ပြီးတော့ကြွေးကြော်ရအောင်ကျမတို့ခုနတခြင်းထဲမှာတည်ဆိုသွားတဲ့အတိုင်းပေါ့နော်ငါဟာရှုံးနေတော်သူမဟုတ်ဘူးငါဟာသခင်ရဲ့ချစ်ကိုခံရတော်သူကျမတို့၃ချိန်ကြွေးကြော်ရအောင်ပေါ့နော်ရမလားငါဟာရှုံးနေတော်သူမဟုတ်ငါဟာသခင်ရဲ့ချစ်ကိုခံရတော်သူဖြစ်တယ်ဆိုပြီးတော့ပေါ့နော်၃ချိန်ကြွေးကြော်ရအောင်1 2 3ငါဟာရှုံးနေတော်သူမဟုတ်ငါဟာသခင်ရဲ့ချစ်ကိုခံရတော်သူဖြစ်တယ်ငါဟာရှုံးနေတော်သူမဟုတ်ငါဟာသခင်ရဲ့ချစ်ကိုခံရတော်သူဖြစ်တယ်နောက်တစ်ခါငါဟာရှုံးနေတော်သူမဟုတ်ငါဟာသခင်ရဲ့ချစ်ကိုခံရတော်သူဖြစ်တယ်အာမင်ကြွေးကြော်တော်တဲ့သူရောက်စေတဲ့တာထဲမှာဖျက်ခဲချစ်ချင်းမေတ္တာတာရွေးစီစဉ်ပါစေအာမင်ကျမတို့ဒီကနေ့မြန်မာစီစဉ်မှာဖျက်ရှင်ပို့ဆောင်ပေးတဲ့ကျမတို့အရင်ချစ်ရတဲ့ဆရာလျန်ပါနော်ဆရာလျန်နဲ့တကွအကပဲဆရာတော်လကောင်းဆရာခုနော်ကျေးဇူးပြုရဲ့မတ်တရပေးပါအောင်ပေါ့နော်ပြီးတဲ့ခါပါဆက်လက်ပြီးတော့မတ်တရပေးပေါ့နော်ဆရာတို့ဆရာလျန်ကတော့သိတယ်ပေါ့နော်တခြားဆရာလည်းမသိဘူးဆိုလို့ကျေးဇူးပြုရဲ့ဆက်လက်မတ်တရပေးပါပြီးတဲ့ခါမှာကျမတို့မြန်မာစီစဉ်မှာပထမဆုံးချိန်ရောက်ရှိလာတဲ့သူများရှိတယ်ဆိုလို့ရှိရင်ကျေးဇူးပြုရဲ့မတ်တရပေးပါအောင်ရှိလားပထမဦးဆုံးချိန်လာရောက်ချင်းဖြစ်တဲ့ဆိုရဲမိတ်ဆွေများရှိပါသလားโอเคဆုံလဲပေါ့နော်ဟိုတစ်ခေါက်ကသူက operation မြစ်ပြီးတော့ပေါ့နော်နှစ်ပတ်ဖန်ခံရတာဖြစ်တယ်တိုးတုံရလဲပဲဖျက်ခင်ကျေးဇူးတော်ဖြစ်မနေ့ကနော်မနေ့ကသူကပြန်လွတ်မြောက်လာတာဖြစ်တယ်ဆုံလဲကျမတို့ကောင်းချီးပေးရအောင်ပေါ့နော်ဒီကနေ့ကျမတို့ဆရာတွေကိုဘယ်လိုကောင်းချီးပေးမလဲဆိုလို့ရှိရင်ဖျားနာမနဲ့ရောက်ရှိလာတဲ့ဆရာနဲ့အရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေဆိုပြီးတော့၃ချိန်ကျမတို့ကောင်းချီးပေးရအောင်ပေါ့နော်ရမလား1 2 3ဖျားနာမနဲ့ရောက်ရှိလာတဲ့ဆရာနဲ့တကွာအရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေဖျားနာမနဲ့ရောက်ရှိလာတဲ့ဆရာနဲ့တကွာအရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေနောက်တစ်ခါဖျားနာမနဲ့ရောက်ရှိလာတဲ့ဆရာနဲ့တကွာအရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေအာမင်ကျေးဇူးတင်တယ်ပြန်ထလုံးရပါပြီတကယ်ပဲကျေးဇူးတင်တာဖြစ်တယ်ထူးသဖြင့်ပေါ့နော်ဆရာဆန်ဝေးကဆရာမန်ဆန်ဆရာသောမတ်ကတော့ရင်ကသူပြောဖူးတယ်ဆိုတော့ဆောင်ပြတဲ့နဲ့တူတယ်ဆိုတဲ့ဟာတော့ကျွန်မမှတ်မိတယ်ပေါ့နော်တန်အရန်ကောင်းတာဖြစ်တယ်အကပဲသွားတယ်ဆိုလို့ရှိရင်ဆရာရုပ်ပုံပဲတွေ့ရတယ်ပေါ့နော်ပို့ပြမှာဆိုသူလှုပ်ရှားတဲ့ပုံပဲတွေ့ရတယ်ပေါ့နော်တကယ်ပဲထူကောင်းကြီးခံစားရတာဖြစ်တယ်တကယ်ပဲရောက်ရှိလာတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်ကျမတို့အခုချိန်မှာဖျက်ခင်နိုင်ငံတော်အတွက်ဖ
ဖျက်ရှင်ပေးတဲ့ကောင်းချီးများထဲကနေပေါ့နော်သူတို့ကျမတို့ပြန်လဲပေးကမ်းလူတိုင်းရမယ့်ချိန်ဖြစ်တဲ့စကန်နံပေးမဲ့ပပအောင်နဲ့တကွာကောက်ခံပေးမဲ့သူများတော်လကောက်လူတော်ငွေကောက်ခံစင်မှာပင်ဂုံတော်ချင်းမွမ်းဖို့ရန်ခိုင်ပြီးပေါ့နော်အရောက်စီတိုင်းကိုကျမတို့ခွင့်ပေးလဲလက်ခုပ်တီးပြီးတော့ကြိုဆိုရအောင်ယူဆောင်လာကြတဲ့အလိုလူညီမကိုရောလက်ဝဲနဲ့အနံ့ကြရအောင်ကိုရောကိုကြည်ယူတင်ပါကိုရောတသမီးရောက်ရှိတိုင်းကိုကောင်းကြည်ပြီးလက်ကျမ်းမာချင်းခေါ်အားရတော့တသမီးရောက်ရှိတိုင်းကိုကိုရောဘေးမန်တော်ကိုပို့ဆောင်ပြီးတော့ကျွန်ကိုရောကိုကြည်ယူတင်ပါကိုရောရှင်တသမီးရောက်ရှိတိုင်းကိုကောင်းကြည်မျိုးမျိုးကိုပေးတကားရကျွန်တော်တို့ရထားတဲ့ကောင်းကြည်ထဲကနေရလူငွေအနည်းငယ်ကိုယူဆောင်လာပါကိုရောကောင်းကြည်ပြီးတနာတော်မူပါဒီလူငွေများကိုတုံးဆောင်တဲ့နေရာမှာကိုရောလာမတော်သူအတွက်ကိုရောဟိုစီကိုပုပြီးတော့အလိုတော်ငွေဖြစ်စေတော်မူပါကိုရောရှင်တာသမီปีကန်တော်တာသမီရောက်ရှိတဲ့လုပ်ငန်းဆောင်တာမျိုးမျိုးကိုကောင်းချီးပေးလက်ကိုရောရဲ့ကောင်းကင်တကားကိုဖွင့်ဟာလက်ကောင်းချီးမင်္ဂလာပြနဲ့ပြည့်ကြည်တော်မူပါဒီလူငွေများကိုအနန္တပုစအနန္တခါမှာတပါတိရောတာရောယေရှုနာမကိုမြင်ပြတဲ့ဆုတောင်းအနာမမိတာရောရှင်ပါ Hello မင်္ဂလာပါဒီတခြင်းရတော့ဗောနော် Thank you လို့ဆိုတဲ့တခြင်းလေးဖြစ်ပါတယ်မတိချာတဲ့မနေ့ပြန်မှာတော့မှဘုရားသခင်ရဲ့ကွယ်ကာပေးခြင်းဘုရားသခင်ရဲ့မဆပေးခြင်းအကြောင်းဗောနော်အကုန်တော်ခြင်းအဖြစ်ချီးမွမ်းချင်ပါတယ် Mati chade mane pchandai mano ta queen pilo Goro ye chizu do chimwa lo makomu Shu shan yare le dwe Tao tong yare shi dwe Goro shin pia kame bide lesson be Masolin touch no body Goro ye chichimbe Sinti me ma pian lere dugdiska Kanye to tu ye Down the year, near time, Masabu Sauki. Chiman Mako, Kuroya Chizudo, Money, by the Sushi. Say thank you, Lord.
ကျန်တဲ့သူရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေလူတော်ငွေအားဖြစ်တော်၎င်းဖျက်ရှင်ဘုံတော်ကိုချီးမွမ်းသွားတဲ့တာငယ်ပေါ်မှာဖျက်ရှင်ကောင်းချီးပေးပါစေအခုချိန်မှာကျမတို့နှုတ်ကပတ်တော်ကိုကြားနာရမယ့်အချိန်ဖြစ်တယ်ဒီမှာဆိုလို့ရှိရင်ကရင်တငယ်ချင်း2ယောက်ပေါ့နော်မိသားစုရှိတဲ့အတွက်ကြောင့်ဆရာကိုလည်းမသိသေးဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်ဆရာကနည်းနည်းပပမိတ်ဆက်ပေးဖို့ရန်တောင်းဆိုချင်ပါတယ်ဆရာမဇနီးချောချောရှိတယ်ပေါ့နော်ဘယ်သူလဲဆိုတာသူအရင်မိတ်ဆက်ချင်မှာဖြစ်တယ်တကယ်ပဲပေါ့နော်ဒီကနေ့ဆရာနဲ့တွေ့ဆုံရတာဝမ်းသာတယ်အဲ့ဒီအတွက်ကြောင့်ကျမတို့ဆရာနဲ့တကွအသုံးပြုမဲ့သက်ရှင်တော်ဝိညာဉ်တော်ကိုကျမတို့ကြိုဆိုရင်းနဲ့ကျမတို့ကြွေးကြော်ရအောင်ဒီကနေ့ဈာနာရသောနှုတ်ကပတ်တော်ဒီကျမအတွက်ဖြစ်တယ်ကျွန်တော်အတွက်ဖြစ်တယ်ဆိုပြီးတော့ကျမတို့၃ချိန်ကြွေးကြော်တဲ့ချိန်မှာဆရာကပေါ့နော်ပုပ္ပပေါ်လာရောက်ပေးပါလို့အားလုံးမသိရမလားโอเคကြွေးကြော်ရအောင်1 2 3ဒီကနေ့ဈာနာရသောနှုတ်ကပတ်တော်ဒီကျမအတွက်ဖြစ်တယ်ဒီကနေ့ဈာနာရမယ်နှုတ်ကပတ်တော်တွေကျမအတွက်ဖြစ်တယ်ဒီကနေ့ဈာနာရမယ်နှုတ်ကပတ်တော်တွေကျမအတွက်ဖြစ်တယ်အာမင်ဟာလေလုယာဒီကောင်းကြလားဒီကောင်းလို့လာတာပေါ့နော်ပြန်ထိုင်ကြပါဦးလို့ကျွမ်းသာတယ်ဖျားကောင်းမြတ်တယ်ဆိုတော့PowerPoint လေးဆရာသမားတို့ထိုးပေးပါကျွန်တော်ကတော့ဒီမှာလာတိုင်းမိတ်ဆက်ရတယ်ဆိုတော့နောက်ပိုင်းကိုမိတ်ဆက်ချင်တယ်ဆိုဒီလိုပဲပုံမှန်လာရမယ်ထင်တယ်ဟုတ်တယ်မလားဒီလောက်ဒီမိတ်ဆက်တာမမေ့ဘူးဘယ်လိုလုပ်မလဲပြောမယ်စက်တင်ဘာလ18ရက်နေ့နော်ကျွန်တော်တို့အရနာမကြီးတဲ့သတင်းရှိတယ်အဲ့ဒါပါလဲဆိုတော့ rapture လာပြီတော့ခရစ်တော်ပြန်လဲကြွလာတယ်ဆိုတော့18ရက်နေ့လေဆိုတော့အားလုံးတစ်ပါးလုံးကြောက်ကြတယ်မဟုတ်လားဆိုတော့ကျွန်တော်တို့ကြံသေးတယ်ဆိုတော့ဘယ်လိုလုပ်မလဲနော်အားလုံးကတော့ကျေးဇူးတော်ကြောင့်ကြံတဲ့ဖွဲ့တယ်လားတကယ်လို့များခရစ်တော်ဒီနေ့တကယ်လာရင်သွားမဲ့သူအားလုံးလက်ထောင်ပေးပါအောင်တကယ်သွားမဲ့သူ rapture လာတကယ်သွားမဲ့သူကျေးဇူးတင်တယ်ပြန်ချပေးပါဟုတ်ပြီကျွန်တော်နာမည်ကတော့ချင်းလို့ထန်ဒိတ်လျန်အမျိုးသမီးကတော့တန်ဒိတ်လျန်လို့ခေါ်တယ်ပေါ့နော်သူကရင်အောင်ဖြစ်တယ်တော့ကကူသွားပြီသူကကိုရီးယားလူမျိုးကိုရီးယားတူဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်နာမည်ကောင်းမခေါ်နိုင်သို့တော့ကျွန်တော်တို့ကမင်္ဂလာဆောင်ထားတာနောက်2010စက်တင်ဘာ3ရက်ဆိုတော့ဆက်ဘယ်လောက်လဲမသိဘူး live ဆိုတော့သူကြားမကောင်းနော်မင်္ဂလာဆောင်တော့ဘယ်နဲ့ရှိဘူးလဲ15နှစ်လောက်ကြော်သွားပြီသို့တော့ဘုရားခင်ယေရှုတော်အကြောင်းလို့ပြောမလားဆရာခဏနာတက်တေခံတယ်လို့ခလေးတော့အရန်လိုချင်ပေမဲ့အရန်လည်းစူးစမ်းခဲ့ပါတယ်အစွမ်းကုန်ဖို့ဗမာစေးကချင်စေးရခိုင်စေးအကုန်ဆုံးနဲ့မရဘူးဒါယေရှုတော်ပဲဘုရားခင်ကဝိညာဉ်သားသမီးအများကြီးပေးတယ်အာမင်ဖိလစ်ပင်းမှာရှိတယ်မြန်မာပြည်မှာရှိတယ်မလေးရှားမှာရှိတယ်အမေရိကမှာရှိတယ်ကမလီနာမှာလည်းရှိတယ်ဟိုမှာလည်းရှိတယ်ပေါ့နော်ကျွန်တော်တွားနေပြီဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ရဲ့သက်တာထဲမှာပြောရမယ်ဆိုရင်ဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းလက်ရာဆိုတာဘုရားတကယ်အသက်ရှင်သလားလို့မိတ်ဆွေသိချင်တယ်ဆိုရင်ကျွန်တော်အသက်တာမှာထင်ရှားတယ်အာမင်တောသားတယောက်ပါဒီမှာယက်တည်နိုင်တာဘုရားကောင်းမြတ်လို့ဖြစ်တယ်ကျွန်တော်မိဘဆင်းရဲသားပါတိုးတော်ဒီလိုယက်တည်နိုင်တာဘုရားတကယ်လက်ရတော်ဖြစ်တယ်ကျွန်တော်ကမြန်မာနိုင်ငံဟိုးအဝေးကြီးအခုကျွန်တော်ပြောတဲ့ပူဝေးတယ်တီးတယ်ဆိုတာကတကယ်ဟိုးတော်ဝေးတာဘလို့ပြပြန်မှန်းတော့မသိတော့ဟိုးတကယ်တော့တီးတယ်မြို့ရဲ့ဟိုးမှာရှိတာအဲ့ဒီတောရွာကနေကိုရီးယားနိုင်ငံမှာဖျားခါကျန်းစာကျောင်းပညာပေးပြီးတော့ကိုရီးယားသူတယောက်ကိုယူလိုက်တာပါလာတယ်ဗျာနော်ပါလာတယ်အာမင်ဆိုတော့ဒါကိုရီးယားသူဖြစ်တဲ့ယန်စောဂျုံလို့ခေါ်ပါတယ်ဖျားခင်ရဲ့ကောင်းချီးအားဖြင့်ကျွန်တော်မြန်မာနိုင်ငံပြည်ဦးလွင်မြို့မှာအတူတကွ Mission Training Center MTC ကိုကျွန်တော်ကလက်တွဲပြီးတော့လှုပ်ဆောင်နေတာဖြစ်ပါတယ် MTC ဆိုတာကကျွန်တော်ကမ္ဘာသာသနာ WEC World
evangelization for Christ ကျွန်တော်ခဏနောက်တဲ့ we eat chicken ဆိုပြီးတော့တို့မှတ်မိလို့လွယ်အောင်ပေါ့နော်ဆိုတော့အဲ့ဒါကကျွန်တော်တို့ကစားတဲ့ဖွင့်ဖို့ပဲနဲ့တကယ်စေလွတ်တဲ့ဖွင့်ဖြစ်ပါတယ်အာမင်ဖျားရှင်ကောင်းမြတ်လားဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာ3ချိန်ဝင်ခံရအောင်တင်းနေသုံးဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာအာမင်ဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်ရဲ့ဒုက္ခကြားထဲမှာအာမင်တင်းနေသုံးဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်ရဲ့ဒုက္ခကြားထဲမှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်ရဲ့ဒုက္ခကြားထဲမှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်ရဲ့ဒုက္ခကြားထဲမှာအာမင်တကယ်ဖျားရှင်ကောင်းမြတ်တယ်အကပေတင်းတော်ကဖိတ်လို့ကျွန်တော်တို့ဟိုမှာ mission seminar ဆိုတာ4ရက်နော်4ရက်လုံးနေ့လေရောညနေရောကျွန်တော်ကseminar လုပ်ပြီးတော့မှမနေ့ကပြီးသွားတာဖြစ်ပါတယ်ဘုရားရှင်ကအောင်မြင်ခြင်းပေးတယ်အသီးပွဲများဆိုလဲမြင်ခွင့်ပေးတော့ထိုဘုရားရှင်နာမတာဘုံကြီးပါစေအဲ့ဒီဘုရားဟာဇက်စီရဲ့တင်းတို့တင်းတိုင်းဘုရားဖြစ်တယ်ကျွန်တော်ကိုးကွယ်တဲ့ဘုရားဘတော်မှမပြောင်းလဲမဲ့ဘုရားဖြစ်တယ်ကျွန်တော်ကယ်တင်ခြင်းပေးရုံမဟုတ်ဘူးအဲ့ဒီကယ်တင်ခြင်းနဲ့ထာဝရကိုအာမခံပေးတယ်အဲ့ဒီကယ်တင်ခြင်းဘဝအပြစ်ကလည်းလွတ်မြောက်ရုံမဟုတ်ပဲနဲ့အဲ့ဒီကယ်တင်ခြင်းကနေပါလာမဲ့ဂျမ်းမာခြင်းလွတ်မြောက်ခြင်းဝမ်းမြောက်ခြင်းအသေးကွယ်လေဘုရားတာရကောင်းတာပေးတယ်ဟာလေလုယာအဲ့ဒါကြောင့်ချင်းဆိုတာလေငါဟာလွတ်မြောက်တော်သူပဲတကယ်လွတ်မြောက်လား keyboard ဘယ်ရောက်သွားလဲမသိ keyboard တော့မရှိဘူးနော်ဟုတ်ပြီဒါပြလိုက်အခင်းနဲ့တီးပေးပေါ့နော်ကျွန်တော်ဒီကနေ့တကယ်ဝမ်းမြောက်တယ်ဒါကိုမိသားစုလို့ခံစားတဲ့အတွက်ကြောင့်တည်တယ်မလို့ပြောမစင်အောင်ချက်ခင်းကနာချက်ဆိုတော့ပမာလို့မရှိပါဘူးခင်ဗျအဲ့ဒါကြောင့်ကျွန်တော်ကအဲ့လိုပဲပြောရတာဖြစ်ပါတယ်ဟုတ်ပြီနော်ပမာလို့ဆိုတော့တောင်ပြောမြောက်ပြောပေါ့မဟုတ်ဘူးလားအေးဟုတ်ပြီဆိုတော့အေခီလောက်နဲ့ဒီနေ့ဒီလာဖို့အတွက်နှုတ်ကပပြင်ဆင်တဲ့အခါမှာဖျားပေးတဲ့တခြင်းတစ်ပုတ်ရှိတယ်အဲ့ဒါကဌာတော်၌တိုးဝင်ခြင်းထဲမှာဌာတော်၌မွေ့လျော်ခြင်းထဲမှာကောင်းသောရာတစ်စုံတစ်ခုမှမလိုရဒီကနေ့မိတ်ဆွေဒီလိုရောက်လာခြင်းသည်သင်ရဲ့အသက်တာထဲမှာဘုရားကသင်တောင်းတဲ့အရာကိုပေးရုံမဟုတ်ဘူးသင်ဘဝအတွက်ကောင်းသောအရာတစ်စုံတစ်ခုမှမလိုရဘူးအာမင်သံတော်၌မွေးလျော်ခြင်းထဲမှာကောင်းသောအရာတစ်စုံတစ်ခုမှမလိုရအားလုံးပြည့်စုံသွားပြီထန်တော်၌မွေးလျော်ခြင်းထဲမှာကောင်းသောရာဇုံခုများမလိုရအားလုံးပြည့်စုံသွားပြီမာရီလိုပဲခြေတော်ရင်မှာပဲကျွန်တော်ကိုယ်ွယ်မဲ့ကျွန်တော်ရွေးချယ်တဲ့ထန်တော်၌အားလုံးပြည့်စုံဘာမှမလိုတော့ဘူးမာရီလိုပဲခြေတော်ရင်မှာပဲကျွန်တော်ကိုယ်ွယ်မဲ့ကျွန်တော်ရွေးချယ်တဲ့ကိုတော်၌အားလုံးပြည့်စုံဘာမှမလိုတော့ဘူးနောက်မှပြန်ဆိုရအောင်အာမင်အဲ့ဒီတခြင်းကတကယ်ပဲကျွန်တော်သက်တာထဲမှာကျွန်တော်အများကြီးစဉ်းစားတယ်အဲ့ကျမ်းစာကိုပြင်ကျွန်တော်ဖတ်ပေးမယ်ဇာလံ34:30ကျွန်တော်တခါလေပြကျွန်တော်ဆုတောင်းတာကိုပဲပေးတယ်ထင်နေတာသူ့ကိုမရှာတဲ့အချိန်သူ့ကိုအထင်လွဲနေတဲ့အချိန်သူ့ကိုဒီကိုခန္ဓာစိတ်ဒီတတိနဲ့ဘုရားကိုလုံးဝတတိမရဘဲနဲ့ညအိမ်မောချနေတဲ့အချိန်မှာပင်လေဘုရားကကျွန်တော်တို့စိတ်ပူပေးသောဘုရားဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ဘဝမှာကောင်းသောအရာတစ်စုံတစ်ခုမှမလိုရဟာလေလုယာဆိုတော့ဒီကနေ့ဒီချမ်းစာဘုရားပေးတဲ့အခါတိကောခန်းကြီး1အငယ်26ကနေ19မှာအားနေသောသူကိုဘုရားတကယ်သုံးတယ်ဆိုတွေ့ရတယ်ဒါကြောင့်ဒီကောင်းရှင်ကဖတ်ရအောင်သင်နေတော့အားနေသောသူအသွဲဖယားမကြားသေးဘူးဗျအားလုံးအတူတူကတစ်နှစ်သုံးအားနေသောသူတွေဖယားတစ်တို့ဖယားရှိတယ်ဟာလေလုယာလောကအရာတွေကလေ
အားကြီးတော်သူပတ်စံရှိတော်သူတတ်နိုင်တော်သူအရေးချင်းရှိတော်သူ interview ဖြေလိုက်ဟာ तू ကပညာတော်တယ် तू မရေးချင်းရှိတယ်ဟာ तू ကရုပ်ချောတယ်ဟာ तू အားရှိမဲ့ပုံပဲအဲ့ဒါလောကရဲ့တရားဖခင်ရဲ့တရားကြတော့တင်အားနေလေ तू အလုံးလုံးနိုင်လေဖြစ်တယ်တရဲ့ဇာတိတေလေသူရဲ့ဘုန်းတော်ထင်ရှားလေဖြစ်တယ်ဟာလေလုယာလောကတရားနဲ့ကျွန်တော်တို့ကဆန့်ကျင်ဘက်တွေဖြစ်တယ်အဲ့ဒီလိုဆန့်ကျင်ဘက်ဖြစ်ခြင်းကဖခင်ကလွတ်လပ်စွာကျွန်တော်တို့အသက်တာထဲမှာသူ့ရဲ့နာမတော်ကိုတင်ရှားစေခြင်းလို့ဖြစ်တယ်အာမင်ဒါကြောင့်မိတ်ဆွေကိုအသက်တာကိုကြည့်ပြီးလုံးဝစိတ်သက်မကြနဲ့ဖခင်တကယ်ရှာတာကပြည့်စုံပြီးသားအိုးမဟုတ်ဘူးအကချင်းစာဘယ်ပတ်စံစုံငယ်လို့ပြေဆုံးပြီးသားအိုးဖျားမရှာဘူးလုံးဝကိုဘာမှပုံမပေါက်တဲ့အရာရွှေ့မြေကိုဖျားရှာတာဒါမှပုံသွင်းလို့ရတာဟာလေလုယာဒါတို့ဒီချမ်းစာတကယ်ဖတ်တဲ့ချိန်တိုင်းကျွန်တော်အားရပြည့်တယ်ကျွန်တော်ဟာငါထိုက်တန်တော်သူဖျားတဲ့နိုင်ငံတော်ထဲမှာအလုတ်လက်မဲ့မရှိဘူးအဲ့ဒီထဲမှာကျွန်တော်ပါတယ်ဆိုဒီချမ်းစာကျွန်တော်ကိုရဲမှာပေးတယ်ကျမ်းစာဖတ်ရအောင်တေးနေတော့အဲ့ဒါနော်ဟောမပေါ်လာဘူးကျွန်တော်နေရမယ်ထင်တယ်โอเคဟုတ်ပြီကျမ်းစာဖတ်မယ်တေးနေတော့ညီအကိုတို့ဒီတို့ခေါ်တော်မူခြင်းအကြောင်းအရာကိုစင်ချင်ကြလောခေါ်တော်မူသောသူတို့လောကီပညာရှိမပါထင်ရှားသောလူကြီးအများမပါမင်းမျိုးမင်းတွေဖြစ်သောသူများမပါဖယားသခင်သည်ပညာရှိသူတို့ရှက်ကြောက်စေခြင်းကလောကီအရာ၌မိုက်မဲသောသူတို့ကိုရွေကောက်တော်မူ၏အစွမ်းတသိရှိသောသူတို့ကိုရှက်ကြောက်စေခြင်းကလောကီအရာ၌အားနေသောသူတို့ကိုရွေကောက်တော်မူ၏မြတ်သောသူတို့ကိုရှက်ကြောက်စေခြင်းကလောကအရာ၌ဆင်းရဲသောသူမရေရာသောသူဟုတ်ရောက်ရသောသူတို့ကိုရွေးကောက်တော်မူ၏ထိုကြောင့်ဖယားသခင်ရှိ၌အဘယ်သူများဝါကြွားစရာအကြောင်းမရှိဟာလေလုယာဝါကြွားစရာအကြောင်းမရှိတော့ကျွန်တော်တို့ကဘာဖြစ်သွားလဲသေချာနာလေတယ်ပိုတီလာတယ်ဂျေဇုတော်ကအလုံးလုံးပေးနေတယ်ဟာလေလုယာကျွန်တော်တို့လောကအရာမှာဝါကြွားစရာမရှိဘူးသို့တော့ကျွန်တော်တို့ဝါကြွားရမယ့်အခွင့်ဝါကြွားနိုင်တဲ့အခွင့်ဟာဂျေဇုတော်ဖြစ်အာမင်ဘာကြောင့်ဖခင်သခင်ကိုရွေးကောက်တာလဲမိတ်ဆွေပြောပါအောင်ကျွန်တော် VIP လို့ပြောပဲရင်ဆို VIP ကျွန်တော်ဟာ VIP လို့ပြောပါအောင်အာမင် VPN နဲ့မမနဲ့တော့အဲ့ဒါမြန်မာပြည်မှာသုံးတဲ့ VIP ကျွန်တော်ဟာပေါ်သေးသေးမဟုတ်ဘူးလိုက်ဆိုခိုင်းတာကျွန်တော်ဟာပေါ်သေးသေးမဟုတ်ဘူးဒါဆိုပါလေပေါ်ချီချီဒါလည်းမရှိပြန်ဘူးဖယားဒီပေါ်လူကဒီကျမ်းချက်ကိုရေးနေတဲ့အချိန်မှာ Greek ပညာရှင်တွေကြားထဲမှာယုံကြည်လာခါစအားနဲ့အားငယ်အပြစ်ပယ်ခံရသောယုံကြည်သူခရိယန်ဟုခေါ်သောယုံကြည်သူယောမလူမျိုးဂရိလူမျိုးတွေအတွက်အထင်သေးခံရသောယုံကြည်သူတွေမင်းတို့မကြောက်နဲ့ဒီအရာတွေရှက်ကြောက်ဖို့အတွက်မင်းတို့ဖျားရွေးကောက်တာဟာလေလုယာဒီ Greek ပညာရှင်တွေကြောက်မနေနဲ့မင်းတို့ရဲ့ထဲမှာခရစ်တော်ရှိတယ်ဒါကြောင့်တော့လုံးဝဝါကြွားစရာမရှိဝါကြွားစရာကလက်ဝါကတိုင်ပဲဖြစ်တယ်လို့ပြောနေတာဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီအရာကိုခြေခံပြီးကျွန်တော်ဒီနေ့ပြောချင်တဲ့၃ခုလောက်ပေါ့နော်ပထမကကျွန်တော်ကိုးကွယ်တဲ့ဖခင်ဘယ်လိုမျိုးဖခင်လဲဒီကျမ်းစာဖတ်ခြင်းအဖြစ်ဒုတိယအချက်အနေနဲ့အားနည်းသောသူကိုရွေးကောက်သောဖခင်ဖြစ်တဲ့အတွက်ကြောင့်ဥပမာပေးစရာအများကြီးရှိတဲ့ထဲကနေဂီးတုံရဲ့သက်တောင်နည်းနည်းကြည့်အောင်မကြောက်နော်မကြောက်မပူနဲ့နှစ်နိုင်လောက်ပဲဘေးကျွန်တော်တို့နောက်ဆုံးမှာဖတ်ရအောင်တင်းရဲ့အားနည်းချက်တွေအတွက်အမှုတစ်ပြုတ်ခြင်းတဲ့အာမင်တင်းရဲ့အားနည်းချက်တွေကအမှုတစ်ပြုတ်ခြင်းသောဖခင်အတွက်အခွင့်အရေးဖြစ်တယ်စဉ်းစားပါဦးမိတ်ဆွေကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်ကဘယ်လိုမျိုးဖခင်လဲသိလား
ကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်ကသူ့ရဲ့နာမတော်အတွက်အားနည်းသောသူရွေးကောက်တဲ့ဖခင်လက်ခံတဲ့သူပဲအာမင်ထူးမယ်လက်မခံအာမင်မထူးနဲ့အာမင်ကျွန်တော်တို့ဖခင်ဟာသူ့ရဲ့နာမတော်အတွက်အားနည်းသောသူကိုရွေးကောက်သောဖခင်ကျွန်တော်တို့ဘဝအဆင့်ထိလာရောက်တွေ့ဆုံတဲ့ဖခင်ကုသိုလ်လုပ်နော်ဆယ်ဖို့ဖို့ပေးနော်ကောင်းသောအကျင့်ကျင့်နော်လူသားလာနော်ပြဿနာခေါ်မလာနဲ့နော်မဟုတ်ဘူးကျွန်တော်တို့အဆင့်တင်ဘလောက်ထိနိုင်ချဆိုကြားမလဲဘလောက်ထိအဆက်ကွဲတဲ့အဆင့်မိတ်ဆွေရောက်သွားမလဲအဲ့ဒီအထိသူဆင်းလာတယ်အဲ့ဒီအထိဆင်းကြတဲ့ဖျားဒါကြောင့်ဘုယုံကြည်တော်သူနဲ့ယုံကြည်တော်သူဘာကွာလဲကျွန်တော်တို့ဖျားကအမြဲတမ်းကျွန်တော်တို့ရှိတဲ့နေရာထိအမြဲတမ်းရောက်လာတဲ့ဖျားဖြစ်တယ်အမြဲတမ်းရောက်လာမဲ့ဖခင်လည်းဖြစ်တယ်ဟာလေလုယာထိုဖြောက်လက်ခုပ်တီချီးမွမ်းရအောင်အားနည်းတဲ့အရာကိုအားကြီးစေတာယေရှုပဲရှိတယ်သုံးစားလို့မရတဲ့အရာကိုအကောင်းဆုံးသောတကိုးဖြစ်လာရဖြစ်စေတာကလည်းယေရှုပဲရှိတယ်ဒါကြောင့်ကျွန်တော်ဒီမှာကြည့်တဲ့အခါမှာဂိဒေါန်အသက်တာခဏလေးကြည့်အောင်ဒီတရားကြကြဆိုတာကတရားသူကြီးပေါ့နော်တရားသူကြီးအခန်းကြီး6နဲ့9ကိုအခြေခံပြီးကျွန်တော်ဒီနေ့ပြောချင်တာဖြစ်ပါတယ်တွေ့ရတယ်နော်ဒီမှာမြင်ရတယ်နော်โอเคကျွန်တော်ဓမ္မဟောင်းထဲမှာဂိဒေါန်ရဲ့အသက်တာကိုကြည့်တယ်ကဒါဒီရတယ်နော်နေတာဂိဒေါန်ရဲ့ခေါ်ချင်းကျွန်တော်တရားသူကြီးမဆာအခန်းကြီး6စနစ်သူရဲ့ background တွေတေချာကျွန်တော်ကြည့်မယ်ဆိုရင်နော်ခဏလေးဒီမှာဟောဖြစ်နေလို့โอเคရပြီခုနှစ်လုံးဤသေလလူမျိုးတွေကမိဒုံလူရဲ့ရန်ကိုရင်ဆိုင်ရတယ်ဘယ်အချိန်မှလာဖမ်းမလဲဘယ်အချိန်မှ operation ဝင်မလဲဘယ်အချိန်မှသူတို့ဘဝပြတ်သုံးသွားမလဲမသိရတဲ့အခြေအနေအကြောက်တရားနဲ့ရင်ဆိုင်နေရတဲ့အခြေအနေအဲ့ဒီထဲမှာဂိဒေါန်ဆိုတဲ့လူတစ်ယောက်ကလည်းသူလည်းကြောက်တဲ့အတွက်ကြောင့်သောတနေရာမှာပုံခိုပြီးတော့မှပုံခိုရင်းနဲ့သူပိုင်ဆိုင်ထားတဲ့စပားနေတွေအခိုးခံရမှာကြောက်တဲ့အတွက်ကြောင့်အဲ့ဓာတွေကိုစောင့်ရှောက်ရင်းနဲ့တော်ထဲမှာပုံခိုနေတာအေးဒီလားတိုင်းပြီးတော့အကြောက်ကြားနဲ့ရင်ဆိုင်နေရတယ်ခုနှစ်လုံးပြီးတော့ဒီဂိဒေါန်ဆိုတာကစဉ်းစားကြည့်လိုက်သူ့ရဲ့မျိုးရိုးထဲမှာကဘယ်လိုပြောမလဲမြို့ရိုးအသေးဆုံးမန္တဆဲလူမျိုးဖြစ်တယ်ဘာမှကောင်းဆောင်ဖြစ်ခွင့်ကိုမရဖြစ်လောက်တောင်မှမျောမှန်းချက်မရှိနိုင်တော့လူမျိုးအနည်းဆုံးအသေးမွားဆုံးအဲ့ဒီမျိုးရိုးကနေဆင်းသက်လာလေဂိဒေါန်အကြောက်တရားနဲ့တောထဲမှာပုံခုနေရတဲ့ချိန်အဲ့ဒီလိုမျိုးဘဝအချိန်မှာကြောက်ချမ်းစာဖတ်လိုက်တော့တရားဟောကြားခန်း6တရားသူကြီးမဆာ sorry နော်တရားသူကြီးမဆာခန်းကြီး6ငယ်စနစ်တူကိုဖတ်ရောက်ဒီချမ်းစာရရေးကြည့်တယ်ဒီနေ့တော့ဖယားတခင်ဤကောင်းကင်တမန်ဒီကိုထင်ရှား၍သူရဲ့ဘဝချိန်နေနဲ့ဖယားတခင်ရဲ့အမြင်ကလုံးဝဆန့်ကျင်ပဲဖြစ်တယ်လူအနေနဲ့ဒီဟာက wrong place wrong desire wrong timingအရာကြောက်တရားနဲ့ထွက်ပြေးပုံခုနေတဲ့ဂီးတုံကိုကောင်းကင်တမန်တွေ့တဲ့အခါမှာဘုရားစကားလာတယ်အာချီတော်သူအာမင်အချင်းတူရဲ့ကျွန်တော်ဆိုဘယ်လိုပြောမလဲကိုတော့လိပ်စာမားနေတယ်ကိုတော့ငါမှ20လူမျိုးအားနေတဲ့အခုဒီမှာလဲပုံနေတာမလုံးနဲ့သူများတွေ့သွားမယ်ငါဒီမှာပုံနေတာမဟုတ်ဘူးအချင်းသူရဲ့ဟာလေလုယာကျွေးသူရဲ့ဟီဘရုစကားမှာဆိုရင်အရန်ကိုအာချီတော်ဂိဒေါန်လို့ခေါ်တာဖြစ်တယ်မိတ်ဆွေစဉ်းစားကြည့်လိုက်ဖယားတခင်ကကျွန်တော်တို့ခေါ်ရင်ဘယ်တော့မှလိပ်စာမပါဘူးနော်ဟာလေလုယာကိုကြည့်တော့ငါမထိုက်တန်သေးဘူးငါမရသေးဘူးငါဘာမှမရသေးဘူးငါအေးလေးစကားလည်းမတတ်သေးဘူးကဘာတော်မှာအေးဘူးလေငါဖို့ဆိုမဖြစ်နိုင်ဘူး no ဖယားရဲ့ခေါ်တန်လာရင်အဲ့ဒါ in the good ရဲ့ချိန်ဖြစ်တယ်ဟုတ်ကဲ့ပြောတဲ့ရိတ်သိမ်းချင်းလာမယ်ခဏလေးဆိုအဲ့ခဏလေးကဘယ်တော့မှမကုန်ဘူးတကယ်ခဏလေးဆိုမနဲ့ဖြန်ဆိုတာလေမနဲ့ဖြန်ပဲလေမနဲ့ဖြန်ဆိုတာဘာလဲမနဲ့ဖြန်နောက်မနဲ့ဖြန်လာရင်မနဲ့ဖြန်နောက်မနဲ့ဖြန်လာရင်မနဲ့ဖြန်ကိုအခြေအနေကြည့်တာထက်ဂိဒေါန်ရဲ့အခြေအနေဂိဒေါန်ရဲ့နှလုံးသားဂိဒေါန်ရဲ့ကြောက်ရွံ့ခြင်းဒီအရာတွေကိုဘုရားကြိုးမဆိုင်ဘူးဖယားကကျွန်တော်တို့ကိုရွေးကောက်ပြီဆိုရင်ကျွန်တော်တို့ရဲ့အနာဂတ်ကိုကြည့်ပြီးရွေးကောက်တာ
ကျွန်တော်လက်ရှိအခြေအနေဘာပဲဖြစ်နေဖခင်ကသိတယ်တင်တဲ့ပို့သိတယ်တဲ့အခြေအနေတဲ့အားနဲ့ချက်တဲ့မလုံလောက်မှုတင်တဲ့သူပို့သိတယ်သို့တော့တဲ့အနာဂတ်ကိုလည်းသူသိတယ်အဲ့ဒီအနာဂတ်ကိုကြည့်ပြီးတင်ကိုနာမည်နဲ့ခေါ်တယ်ဖခင်ဒါကြောင့်ဖခင်ခေါ်ရင်ဟုတ်ကဲ့လို့ပြောတတ်ဖို့လိုတယ်ဟာလေလုယာခမရတတ်တာမတတ်တာတွေမဆိုင်သေးဘူးဖခင်ကအာဖရိကသွားပါဆိုရင်ဘာပြောမလဲတကယ်သွားမလားနောက်လာသွားမယ်လိုက်မလားအာမင်ဖခင်ကမြန်မာပြည်သွားမယ်ဆိုရင်လေတကယ်လားဟာလေလုယာအခြေအနေနဲ့မဆိုင်ဘူးဖခင်ရဲ့ဂတိတော်ဖခင်ရဲ့အတန်တော်ကြားလိုက်ဟုတ်ကဲ့ပြောလိုက်သင်ရဲ့စာယဝင်ကဘုရားသခင်ကပြောင်းလဲပေးနိုင်တယ်အာမင်ကျွန်တော်တို့ကတခါလေအေးဝင်ကလေးမဝင်ငါတာတခါလေကျွန်တော် level မမြင့်တာတခါလေတခုခုရှာမယ်ကောင်းချစ်ကိုလက်လွတ်ဆုံးရှုံးတာကလေကျွန်တော်တို့အထဲမှာငါပြည့်စုံမှအေးဝင်ကလေးလဲငါတေချာပြင်းစင်မကွာတေချာပြောစရာတွေရှိမှတကယ်အားလုံးပြည့်စုံမှဟောချင်တာအဲ့လိုပြင်ဆင်ဘယ်တော့မှပြည့်စုံမှာမဟုတ်ဇောပန်ကလည်းကရှမ်တဲ့လုံနမ်တာထိုကန်တင်းရှမ်ငယ်ကိနေတဲ့တကယ်ပြောတာပြည့်စုံမှမဟုတ်ဘူးဖယားခေါ်ရင်အဲ့ဒါကအချိန်ကွက်တစ်ဖြစ်တယ်ဟာလေလုယာရှားတဲ့စကားနဲ့ပြောနောက်ဆုံးမပြောတဲ့အခြားသောဘာခနဲ့ပြောအရှာပရကပြောတကယ်ပြောတာအဲ့ဒီနှလုံးသားကိုဖျက်ကောင်းချပေးတာလေအင်္ဂလိပ်စကားပြောတတ်တဲ့သူလို့လက်ထောင်ကအကုန်ထောင်မှာဖြစ်တော့မထောင်ခိုင်းတော့ဘူးဟုတ်တယ်မလားနောက်ကျွန်တော်သွားမဲ့နေရာကတကယ်ကိုဟုတ်တယ်မလားအင်္ဂလိပ်စာသုံးတဲ့နေရာဆိုတော့အားလုံးကတော့ level မြင့်တင်ပြီးသားဖြစ်မယ်လို့ကျွန်တော်မျှော်လင့်တယ် ZCA လူငယ်တွေကတော့ခဏအမြဲတမ်းအိတ်ပုတ်ကြည့်တဲ့လူငယ်မဟုတ်ဘူးဆိုကျွန်တော်သိတယ်အရာအလုံးစူးစားတယ်မနဲ့လဲစောထားတယ်လို့ကြားတယ်လို့ပဲနူကတော့ကြာရီသားတဲ့သူအများကြီးပဲနော်အများကြီးကျွန်တော်တို့ဖယားကတင့်ကိုရွေးကောက်လိုက်ပြီဆိုရင်တင်ထိုက်တန်လို့သူရွေးကောက်တာမဟုတ်ဘူးနော်ရွေးကောက်တဲ့တော့ကြောင့်ထိုက်တန်တော်သူဖြစ်စေပါတင်တော်လို့သူရွေးကောက်တာမဟုတ်ဘူးရွေးကောက်တဲ့တော့ကြောင့်တော်လာအောင်သူလုပ်သွားမှာဖြစ်တယ်ဟာလေလုယာအာမင်ကျွန်တော်အကယ်မပြောသလိုပဲတချို့ရဲ့အင်္ဂလိပ်စကားမတတ်ဘူးဒါပေမဲ့စူးစမ်းပြောရင်းနဲ့တွားရင်းနဲ့အများကြီးပဲဝိညာဉ်အများကြီးဖမ်းတယ်တယောက်ဆိုရင်ရေးစားစကားပြောတယ်အင်္ဂလိပ်စကားနဲ့ငါမင်းကိုအယမ်းချစ်တယ်အဲ့လိုပြောတာ I love you so much I will love you full time no part time always full time ဟောနားလေရပြောတာလေမြို့ကနှလုံးသားထဲမြန်ထားချင်တယ်နှလုံးသားကိုအဲ့လိုမေ့နေတာလွတ်ချက်တာမေ့တာ I want to give you in my liver အဲ့ဒါနှလုံးသားအသေးဖြစ်သွားတာမဟုတ်ဘူးလားဒါပေမဲ့လက်ထပ်သွားတာပဲလေရှားသွားတာပဲလေဖယားကတင့်ကိုခေါ်ရင်အာမင်သူရဲ့ support လက်လာမှာဖြစ်တယ်အာမင် when God anoints you when God calls you he knows your heart he knows your future အဲ့ဒါကြောင့်စကားလုံးတစ်လုံးပဲပေးချင်တယ်ဂီးတုံလိုအချင်းလေးရောက်ကြမှာပဲဖယားခေါ်တန်ကြရင်ဘာပြောမလဲဟုတ်ကဲ့ကိုတော့လိုက်ဆုံးပေးပါဟုတ်ကဲ့ကိုတော့ဟုတ်ကဲ့ကိုတော့ဟုတ်ကဲ့ကိုတော့ဒါမဲ့ယောနာလိုတော့မဖြစ်စေနဲ့ပေါ့ယောနာကဟုတ်ကဲ့ဆိုပြီးတော့သူကတာရှုဖက်ပြေးတာဒီမှာတရားလာဟောတဲ့ဆရာတယောက်ပြောသလိုဆိုသူကတာချီလေးဖက်ပြေးတာဒီပူပဲမပြောတာကြောက်ကြားတာဒီပူပဲပေါ်မှာသူနာမဖို့မပြောဘူးဘီရက်လောက်ခေါ်တယ်မပြောတော့မမီလားယောနာကတာချီလေးဖက်ပြေးတယ်ဆိုတော့လန့်သွားတာမဟုတ်လားဟုတ်ကဲ့ဆိုပြီးပြေးတာဒါမဲ့ဖျားခေါ်ရင်လေအစိုးရခေါ်တာနော်ဒါကြောင့်ဖျားခေါ်တဲ့အချိန်မှာဟုတ်ကဲ့မပြောတတ်ရင်လေငါပိုက်ထဲရောက်သွားမှာအမောင်ကြားတဲ့ဘဝရောက်နိုင်တယ်ချစ်လို့ရိုက်တာချစ်လို့မောင်စေတာဘာကြောင့်လဲဘုံတော်သူတင့်ကိုချီနှောင်ပြီးပြီလေမြရန်ဖြစ်တော်ပေါ့သူယောက်ျားမိန်းမထိုးလိုက်တာသွားသုံးချောင်းကျိုးသွားတယ်ကိုဘာပြောထိုးလာလဲချစ်လို့တဲ့ဘဝခဏပြင်သွားလို့လေဒါကြောင့်ဖယားကတင့်ကိုခေါ်ပြီးဆိုရင်တင့်အတွက်တိကျသေချာတဲ့ပန်းတိုင်ရှိတယ်အဲ့ဒီပန်းတိုင်ကိုရောက်နိုင်ဖို့အတွက်တိတ်ချစ်တဲ့အတွက်ကြောင့်တခါတည်းလွတ်ထားတဲ့ချိန်ရိုက်တဲ့ချိန်ရှိမယ်ဒါတွေမကြုံချင်ဘူးဆိုရင်ဟုတ်ကဲ့ကိုတော့သွားမယ်
ပြောမယ်လုံးမယ်ရှောင်းမယ်မတောက်တော့ဘူးမစားတော့မတောက်တော့ဘူးမတောက်ဒါလည်းတောက်တာဒါတောက်တာပဲပမာစကားလည်းနှလုံးထဲနဲ့ရှုံနေတာပဲအာမင်ဟုတ်ကဲ့ပြောတတ်ဖို့ကျွန်တော်တို့လူငယ်အားလုံးဖျားရှင်ကောင်းချီးပေးပါစေအာမင်အခြေအနေကလုံးဝမပေးတဲ့အတွက်ကြောင့်ဂိဒေါန်ကတော့နမိတ်လက္ခဏာတွေတောင်းတယ်ကောင်းကင်ထဲမှာဖခင်ခေါ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့တောင်းဆိုမှုတွေကိုတကူပြီးတကူလိုက်နာပေးတယ်ခေါ်ခြင်းကိုမလုပ်ဘူးနောက်ဆုံးဂိဒေါန်တော်မှာလက်လျှော့လိုက်ရပြီးတော့ဟုတ်ကဲ့ကိုတော့ဒီတစ်ချိန်တော့ကျွန်တော်သွားပါမယ်ဆုံးဖြတ်ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီခေါ်တဲ့သူကိုဝိညာဉ်တော်နဲ့အမြဲတမ်းမဆပေးတာကျွန်တော်ဘုရားဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ကကြောက်နေတာကိုယ့်ရဲ့ခြေတွေကိုကြည့်ပြီးကြောက်နေတာဟုတ်ကဲ့ပြောပြီးခြေလန်းကြီးဝိညာဉ်တော်ကလိုက်လာတယ်ကောင်းကင်တမန်နဲ့ဘက်ကပေးလာတာဖြစ်တယ်ဆာလံ34အငယ်9အဲ့ဒါဘာနဲ့တူတယ်လဲဆိုရင်ကျွန်တော်တို့ဒီနေရာမှာတရားတူကြီးမစအခန်းကြီး6အငယ်34ဂိဒေါန်ကလက်ခံသွားပြီအဲ့ဒီချိန်မှာဒီမှာဖခင်အတန်တော်ပြန်ကြလာတယ်သူကဖတ်ရအောင်သိနေတော့ထာဝရဘုရားဤဝိညာဉ်တော်သည်ဂိဒေါန်ပေါ်မှာတက်ရောက်၍အဲ့ဒါကမိုက်တယ်ဟုတ်ကဲ့လို့ပြောပြီးတဲ့နောက်ပိုင်းခြေလမ်းပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီဝိညာဉ်တော်တစ်ခါတည်းပါလာတယ်ဂိဒေါန်ပေါ်မှာတက်ရောက်လာတယ်ဟာလေလုယာအဲ့ဒီဟီဘရုစကားလုံးကျွန်တော်တေချာလေ့လာတဲ့အခါမှာအဲ့ဒီဝိညာဉ်တော်ဂိဒေါန်ပေါ်မှာတက်ရောက်တာကတမန်တော်ခန်းကြီး1အငယ်8မှာခရစ်တော်ကိုယ်တိုင်ကတိပေးထားတဲ့ဝိညာဉ်တော်ယုံကြည်သူပေါ်မှာတက်ရောက်ခြင်းကိုလုံးကတရားမှထပ်တူဖြစ်တယ်အဲ့ဒါဘာနဲ့ကျွန်တော်ဥပမာပေးလို့ရတယ်အယိုးရှင်ဆုံးအနေနဲ့လက်အိတ်နဲ့တူတယ်လက်အိတ်ကတော့သူ့ဟာနဲ့သူလမ်းလျှောက်တာတွေ့ဘူးလားလက်အိတ်ဟောလက်တကူလမ်းလျှောက်လာဆိုထွက်ပြေးမှာဟိုတနေ့ကကန်တင်းဟိုင်လန်သွားကြတယ်ဟိုသွားဒီသွားအမလေးဘာမှလည်းမဝယ်မနဲ့ရှောက်သွားတာတော့မောတယ်တကယ်ပြောတာအဲ့လိုမျိုးတွန်းတခုဝယ်ရမှာနော် online မှာ online ချစ်တူနားလဲပါစေပါတယ်ဘာမှလည်းမဝယ်ဘူးစားလိုက်တဲ့သမင်ကချိုးမချိုးသွားတယ်ပြီးတော့တွိုင်းနဲ့တကယ်ချင်းတယောက်အတူသွားတဲ့တကယ်ချင်းတယောက်နာမည်တော့မပြောသူနာမည်ကနွမ်နိုးပေါ့နွမ်ဘောတော့ပြီးပေါ့နော်နွမ်ပြီးတော့မှသူနာပြောလီဒီယာလို့ကျွန်တော်ပေးလိုက်ပြီပေါ့ယာထုတက်ခိုင်းတာပါတော့မကြိုက်ဘူးပေါ့တွိုင်းရင်နဲ့သူပြောတယ်ချင်းချာမှာဟိုတယ်တစ်ခုရှိတယ်တရေတွေအများကြီးပဲကျွန်မတညသွားအိတ်တာတကားတွေသူ့အလိုနဲ့ပွင့်လာတယ်ပြောတာရမ်းတော်တယ်သူပြောရင်းနဲ့ကျွန်တော်ချက်သိမ်းမလို့ထားလာအေးဝင်ကလေးတခါမှမပြောဘူးဘာရှာမမစင်တီးတယ်အဲ့ဒါတော့ကောင်းတီးတယ်အာချက်သိမ်းမလို့ထားလာတယ်စဉ်းစားတယ်စဉ်းတလုံးထဲမှာဟာလူတွေကတော့တရေကိုမမြင်ဘူးဒါမဲ့အရန်ယုံတယ်သူလှုပ်ရှားပုံနေအော်ပေါ့အေးပေါ့ယုံရင်တော့သူလှုပ်ရှားလာမှာပေါ့ရှိလဲရှိတရားမရှိဘူးမပြောတော့မရှိဘူးမပြောဘူးရှိတယ်ဒီထဲမှာလည်းရှိနိုင်တယ်ကိုဘေးမှာလည်းမပြောတတ်ဘူးပြောတတ်ဘူးတရားကိုမြင်ဖူးတဲ့လက်ထောက်တရားမမြင်ဘူးကြောက်လားမကြောက်ဘူးဆိုတဲ့သူနော်အဲ့ဒါလိန်တာကျွန်တော်ဆိုလုံးဝမကြောက်ဘူးဒါပေမဲ့ကြောက်တယ်မရေဘူးအဲ့ဒီညဆိုရင်ကျွန်တော်ကဆရာတဲ့ဟိုတယ်ကြီးငါပေးတာတရားဦးထဲပဲအိတ်နေတာအိမ်ကြတော့ကျွန်တော်ဆရာစုံပြုတ်ခေါ်တယ်။အော်တော့လူပြိုဆိုတော့အင်းဒီအေးစေးပေါ့စကားပြောကျွန်တော်ခေါ်တာပါ။ဒါပေမဲ့အမိတ်နဲ့ခေါ်တာ။သူ့အိတ်ဖို့အတွက်ကဲတရားမြင်ဘူးလားမမြင်ဘူးကြောက်လားကြောက်တယ်မမြင်ဘူးဒါပေမဲ့ကြောက်တယ်ဘာဖြစ်လို့လဲကြောက်လို့မဟုတ်လေကြောက်တယ်မလားမြင်ဘူးလားမမြင်ဘူးဒါပေမဲ့ကြောက်တယ်ဘာဖြစ်လို့ကြောက်လဲယုံလို့ဘာလို့ယုံလဲမမြင်ပဲနဲ့ကြားလို့တော့မကြားလို့ခံစားလားတရားရှိတာခံစားလို့အေးများတယ်ပါလေခံစားတယ်လေတင်းချိုင်းတယ်ဖြတ်ကြည့်ပါလားနောက်ကြည့်လိုက်ဘယ်သူမှမရှိဘူးတိုးလိုက်ကြိုးရချတာတယ်မဟုတ်လားတခါလေအရန်ကြောက်တဲ့တရားကားတွေကြည့်ပြီးအရန်ကြောက်တဲ့ညဆိုရင်ကတင်ပေါ်မှာကိုယ်နေတာနော်မခံစားဘူးလားကတရားဝတ်လက်တွေဟာထွက်လာတယ်။အော်ဘလို့နေရမှမသိဘူး။ကျွန်တော်ဘာပြောတယ်တရားကြောင်းလေပြောတယ်။ခ
အဲ့ဒါဖဲရအောင်နော်ဒီတဲ့ကြောင့်ပြောလာတာမဟုတ်ဘူးခင်ဗျာကျွန်တော်ဖះကတကယ်အားနေတဲ့သူခေါ်တဲ့အကြောင်းယုံကြည်ခြင်းမှလည်းအားနေတဲ့သူစက္ကပ်မှုမှလည်းအားနေတဲ့သူဖျောက်ချီရဲ့သားနဲ့ဂတိထပ်ပေးပေမဲ့အဲ့ဒီဂတိတော့မလိုက်နိုင်တဲ့သူကိုမှဖះကအဆုံးတတာဝန်ယူတယ်အဆုံးတစ္စာရှိတယ်အဆုံးတဆွဲခေါ်တယ်တင်ခဏရက်တောင်းနေလားခဏခိုးတောင်းတဲ့သူရှိတယ်ဒီထဲမှာခဏဖះကိုဂတိထပ်ပေးပြီးတော့ခဏဖြတ်တဲ့သူရှိလားဒါတွေဆက်လို့ဖို့ကျွန်တော်ခွန်အားပေးတာမဟုတ်ဒါပေမဲ့တခုတော့ရှိတယ်ဖခင်ကတင့်ကိုခေါ်ပြီးအဆုံးတသူဆွဲခေါ်သွားမှာကဲတင်ချင်းရပြီးသားဆိုအဲ့လက်ဝါးကားတိုင်းတရားကတင့်ကိုခေါင်းငင်ထိပို့လိုက်ပဲစိတ်ချအာမင်ဒါကြောင့်ကာတိုင်းလမ်းဖြည့်အိမ်ရောက်သည်ကာတိုင်းလမ်းဖြည့်အိမ်ရောက်သည်ကာတိုင်းလမ်းအားကြောင့်ဒီဖို့ရန်အလုံးကောင်းကာတိုင်းလမ်းဖြည့်အိမ်ရောက်သည်အာမင်ဒါကြောင့်ကျွန်တော်တို့ကဒီလောက်ထိမေတ္တာရှင်ကျွန်တော်ရှေ့မှာအမြဲတမ်းယုံကြည်ခြင်းတကိုးတွေကိုပြသွားတယ်ဓမ္မကျမ်းစာကိုဖတ်လိုက်ဂတိတော်ပေါင်းများစွာကိုလည်းပေးခဲ့တဲ့ဖခင်အရာခတ်ကိုဖန်ဆင်းတဲ့ဖခင်ကတင့်ကိုခေါ်ပြီးတော့မှတင့်ကိုဂတိပေးပြီးတော့သူရဲ့ဝိညာဉ်တော်ပင်လင်တင်းနဲ့သူအမြဲတမ်းတွာလာပြီးဆိုရင်ဘာကြောင့်မိတ်ဆွေကြောက်နေလဲအဲ့ဒီကြောက်ရွံ့ခြင်းက psychology နဲ့ပြောမယ်ဆိုရင်အဲ့ဒါမာနလို့ခေါ်ကိုကကျွန်တော်ရှင်မကျွန်တော်ခလေးလေးအဖေနဲ့ဈေးသွားပြီးတော့မှအဖေနဲ့သူသွားလာပြီးတော့မှအဖေရှိတာတည့်ရသားနဲ့ကျွန်တော်ဟာနဲ့သူတုံလှုပ်နေတာကြောက်ရွံ့နေတာစိုးရင်ပူပန်နေတာကအဖေကိုစိတ်မချတာဒါကြောင့်ကျွန်တော်ခရိယန်သက်တာထဲမှာကျွန်တော်ပြောပြစေဖခင်ကတင့်ကိုခေါ်ပြီးဆိုရင်ဟာလေလုယာတင့်ကိုတာဝန်ယူမယ်လိုက်ဆို I am unmovable unshakableယုံလားဆရာဘာပြောသွားလဲမဲဘယ်သူမှတင့်ရဲ့ယုံကြည်ချက်ခိုးလို့မရအောင်ဖျက်ဆီးလို့မရအောင်အာမင်တင့်ကိုချုပ်ချလို့မရအောင်ဖခင်ကတင့်ကိုခေါ်ရင်ဗိတ်သိက်ချင်းတခါပါပြီးသားဗိတ်သိက်ချင်းကျမ်းစာထဲမှာ9မျိုးလို့ရှိတယ်မျိုးရှိတယ်အမှုတော်မြတ်တို့ဗိတ်သိက်တာဒါမဲ့ဒီမှာဗိတ်သိက်ချင်းကတမျိုးဖခင်ကသူရဲ့အမှုတော်မြတ်တို့တယောက်တော်သူကိုရွေးကောက်လိုက်ပြီဆိုရင်အဲ့ဒီရွေးကောက်ခြင်းထဲမှာ unction သူရဲ့ဗိတ်သိက်ချင်းမှာတခါတည်းပါပြီးသားဖြစ်တယ်ဟာလေလုယာအဲ့ဒီဗိတ်သိက်ချင်းကဒီမှာပုံဆောင်ကလက်အိတ်လို့ပဲ तू ကလည်း तू မတွားဘူးသူဆိုအဲ့ဒီလက်အိတ်ကိုကိုယ့်ရဲ့လက်ထဲမှာပတ်လိုက်ပြီဆိုရင်အဲ့ဒီလက်အိတ်နဲ့ကျွန်တော်တို့ကဘာမှမဆိုကင်လို့ရတယ်လှုပ်ရှားလို့ရတယ်ပါလဲလဲရိုက်လို့ရတယ်အဲ့လက်အိတ်နဲ့တကယ်ပြောတာဖယားတခင်ကတင့်ကိုယူတင်ဝတ်ဆင်လိုက်ပြီဆိုရင်တင်ဟာဖယားတခင်လက်တော်ထဲမှာရှိတယ်ဆိုဟာလေလုယာတင်ဟာထူးခြားတော်သူအာမင် basket ဒီဘောလုံးလေး table basketball it is hard တဲ့ဘာကျလဲ tennis ball လုံးကဒီမှာရှိတဲ့ညီကူမောင်နှမတွေတယောက်တော့သူကင်လိုက်အဲ့ဒါ tennis ball လုံးလေးပဲဒါပေမဲ့ကဘာကျော်နာမည်ကြီးတယောက်ကအဲ့ဒီ tennis ball လုံးလေးကင်ပြီးကစားရင်တကဘာလုံးကိုကြည့်မဲ့ပွဲဖြစ်သွားတယ်ဈေးအရန်ကြီးတဲ့ပွဲဖြစ်သွားတယ်ဘောလုံးကထူခြားသွားတော့မဟုတ်ဘူးဘယ်သူကင်တာလဲဘယ်သူတုံးတာလဲဟာလေလုယာသင်ဘဝကဘာမှမပြောင်းရင်နေပါစေဖခင်ကသင်ကိုကင်လိုက်ပြီဆိုရင်ဝတ်ဆင်လိုက်ပြီဆိုရင် तू ရောက်တဲ့နေရာတင်ရောက်မယ်အာမင်ဒါကြောင့်ဝိတော်တင်ဖို့စင်တကြွတဲ့ခါမှာဂျေရုဆလင်မှာစတော့ယူဒပြည်ရှာမာရိပြည်မြေကြီးစွန်းတိုင်အောင်ဝိတော်စင်တကြွမှာအဲ့ဒီဝိတော်ကပါဆယ်ထုတ်လို့ပဲတင့်ကိုလွမ်းခြုံပြီးတော့မှအဲ့ဒီပါဆယ်ထုတ်ပေါ်မှာရှိတဲ့လိပ်စာအတိုင်းတင်ရောက်သွားမှာဟာလေလုယာဂီဒုံအရန်ကြောက်ပြီးတော့မှတောထဲမှာပုံတဲ့ပုံကိုတူဝိညာဉ်တော်လွမ်းခြုံလာတဲ့ခါမှာအမတမ်းမှကြီးမားတဲ့ medium စစ်တမဟာကျမ်းစာပြောတယ်သမုတ်တရားတဲလုံးနဲ့အမြတ်အဲ့ဒီများတဲ့စစ်တမဟာရှိမှာသူဟာခေါင်းဆောင်ဖယားနဲ့ဣသရေလချာမှာရပ်တည်ပြီးတော့ခေါင်းဆောင်မဲ့သူဖြစ်သွားတယ်အရန်ကြောက်တဲ့သူတကယ်သူရေကောင်းဖြစ်သွားတယ်ဟာလေလုယာဘာဖြစ်လဲဝိညာဉ်တော်ကြောင့်ဘာဖြစ်လဲဝိညာဉ်တော်ကြောင့်ဒါကြောင့်မိတ်ဆွေတင့်ပေါ်မှာဝိညာဉ်တော်တကယ်ဆင်းသက်ကြွပြီဆိုရင်တင်ဟာအခြေအနေအရာအသက်ရှင်တော်သူမဟုတ်ပဲနဲ့အဲ့ဒီအခြေအနေကိုထူခြားစေတော်သူဖြစ်ဖို့လိုတယ်
哈利路亚！为了个电我乱冲啦，不是？教育钱电那么晒了不？电那晒那个挪他钱。哈利路亚！电那晒那个挪他钱，漂亮钱，地少钱，热烟钱，乱要钱。为了罗啦，把他妈个了，好给过了，过去你跟他们进来哦，好给过了，起来来，哎来的把嘛为了这个乱冲来，等下热烟多都去多没，出车多都去多没，哈利路亚！面多呀，比如那这些年呢。为了那个都那都多啦的多少，哎，你记得也老项目加上嘛表，这苦是代嘛，面貌都是的 ，Amen。那叫面貌都显把是嘞，背得真是的，讲表吧，面貌都是背得真是的，哎，你这样都只嘛啥可能，安眼你个拍来的卡嘛，为了都不嘛是多少。ตัวฉันตัวได้พวกตัวพยากรณ์จะหกแก่พยอวิตัวบีสิได้พวกตัวก้าวส่งพี่ตัวลูเรสุยองเนบีแกอีเดล่ามาสิเดียวเจอแล้วก็ลาแกสิได้ไหมพยาดูเพื่อมาป่าพวกตัวกระดิ่งเลยเปิดทับบีตัวบีสิได้มาหากูสู้สองนี่เด้อเชยเป็นยาวยาเลยต้มเต้าเนี่ยนัดเขาฉันตัวก็ดมเดียเตลงเนี่ยมียาบยาระยาเด้ตัวเยสตั้มมาหากะต้มเต้านัดเขาเล่าดองมาเล่าบุเสพูดดองมาเบียบุเอ็ดากูมาพยาทัชโชชาใครตีเลยเส้นสายจีเลยพยาตาเสด็จสามไปบวยเพียงขนาดจำพยาเลยพยาจะรู้พยาดีได้ส่วนบอกล้วนเนี่ยด้วยละดีได้ส่วนพยาตูเงตันสาเรามาออกมาโมเต้นเนี่ยติดป้องมาเล่าเลยพยาส่วนเช่าเราเบียวมาเส้นสายจีเลยดีอากูตัวอย่างของ mathematics เนี่ยตัวมาละโลวากู equal to นี่เนี่ยเช่นมาทวดไหนบุอ่ะช่วยสุดละ zero เลยมาทวดไหนบุโลวากูสังเกตเนี่ยโลวากูมันยิ่งเนี่ยตัวไต่บวยเช่นเลยเพราะว่าก็ตั้มหาเตลงเนี่ยมีอะไรพยาธิกันตรงต้องเราทำตรงแม่มีอะไรนี่หรอถ้าโชว์ชาละที่เนี่ยมาจะนอยงจิเช่น principle ไปเช่นเลยพยานในเข่งกันจนเราได้ตัดแทนมาตัวอย่างบ่งเราก็ทิ้งชาสิชิมบิสุยจนเราได้เปลี่ยนสิ่งเช่นกูดูกันนาเล็บย้อนเล็บเจ็ดเจ็ดชีเลยอาเมนพยานในเข่งตัวอย่างจนเรายินจะสิชินเนี่ยตัวอย่างบ่งเราก็เลยทิ้งชาสิชินเนี่ยส่วนตะขาดเลยจนเราก็ลดท่าได้ชินชีเราตั้งเงี้ยชินเลยขนาดเปรียบเทียบลดท่าได้ชินชินเราเปรียบเทียบปัจจุบันองค์ขายองค์ตายสันนี่เราทิ้งกูสมจิตได้เลยมั้งทิ้งกูลดท่าได้ชินไอ้ที่ใช่มาตีติสาชิเชปอดทลาเลยตียิ่งจะชิลิปอดทลาเลยจะเราอุปมาเปียวโลไปตั้งแต่ชิลิเปียวแล้วเข้ามาสโลลูมิโอเมียนพูล่ะเนี่ยมาในงานมายีกูอัตโตส่งลูมิโอกับสโลลูมิโอยีเทมาตรุกะอันเนส่งเนาะยีเทมามินิต30นี่ไหนเนี่ยจะเราดีเทมางามมินินี่ไหนได้ดูชิล่ะงามไม่เบชิมาเลยแต่ไม่ได้ยามาโมแต่ไม่ได้สักการต้มเสร็จเราโดนย่าไหนเด้เขาทำมาละไม่ได้ต้มเสร็จตัวยีเทมาไหนเนี่ยป้าพี่ลูกเลยเงี้ยก็เราเคลียมวยพวานลาบีสวยไอ้สโลมีบาริกาเคลียเดี๋ยวยีเทมาลุดท่าละติชาจีเดี๋ยวเวกันเนี่ยผมมาชงกันพี่อัตตลุ่นเนี่ยเคลียติชาจีเดี๋ยวเตขานี้บีสุดตัวเกล้ามาเลยเตขานี้บีลุ่นเนี่ยสวยอายะเสร็จเดี๋ยวพอแล้วแบบยีเทกันสวยเท่าเด้ติชาจีเดี๋ยวคงดีใจเด้เนี่ยลุ่นเนี่ยติชาจีเปลี่ยนรสชาติมาเลยโอโอ้มาตะเกียบเชียร์ว่าพี่ว่าไปเนี่ยพาวนะพี่เนาะไปเนี่ยพาวนะพี่เราก็เลี้ยเลยตะเกียบตะเขาเนี่ยลงว่าได้เฉยๆเลยด็อกคอมเมนต์มาจอจีนะว่าละได้เฉยๆเลยไอ้ดากูขนาดลงไปละลดท่าละแต่แม่สโลงลูมิโอมาเนี่ยจีมากูตัดเด็ดตัวเจ้ามาไม่ชิวพี่เราไอ้สโลงลูมิโอเนี่ยตัวไอ้ดิจีกับตัวเนี่ยไปซีบัวยี่ตัวเนี่ยซาเวนี่ยี่ตัวเนี่ยสับเวဖြစ်တယ်อาจารย์ที่เราลดท่าชิงกันมาชิลโลมหบูมองโลมหบูเยสชิลโลมหบูตัวเราบอกว่าตัวเชี่ยบอมชาวบอมยัดตีในพูดด้วยพยากรณ์จุดตะขาดลดท่าได้เฉยๆเลยมาชิลโลมหบูมองโลมหบูเต็งก็ยิ่งจะเสียชิลโลเต็งก็ได้บอกว่าได้ป่วยด้วยก็เอาเมียนเสียชิลโลใช่ไหมตัวพี่อะไรก็จะชิมวยาวก้าวเมียเด้ช
ချစ်လို့ဖြစ်တယ်ဒါကြောင့်ဖယားသခင်ရဲ့လောက်ရက်တဲ့အားလုံးကကျွန်တော်တို့ရဲ့အသက်တာထဲမှာသူ့ရဲ့နာမတော်တင်ရှားဖို့အတွက်သူလှုပ်တာဖြစ်တယ်နောက် principle တစ်ခုကဖယားကကျွန်တော်တို့ဘက်မှာပါတယ်ကျွန်တော်တို့ခေါ်ပြီးဆိုရင်နံပါတ်ကအရေးမကြီးဘူးအာမင်နံပါတ်အရေးမကြီးအရေးကြီးတာကသူ့ရဲ့ presence သူ့ရဲ့မျက်မှောက်တော်သူရှိနေဖို့ပဲလိုတယ်ကောင်းချစ်တဲ့အဓိကမဟုတ်ဘူးနံပါတ်1သူရဲ့ကွယ်ကချင်းနေလေအဓိကမကြပါဘူးသူရဲ့ဂတိတော်တွေဟောဖျားဂတိတော်ကျမ်းစာထဲမှာ9000လောက်ရှိတယ်ကောင်းပါတယ်အဓိကမကြဘူးအဓိကကြတာကသင်ကိုခေါ်တဲ့ဖျားကသင်နဲ့အဆုံးထိသွားလာဖို့အဓိကဖြစ်တယ်ဟာလေလုယာဒါကြောင့်မျက်မှောက်တော်ရှိနေတဲ့၍သင်ရဲ့အခြေအနေဘယ်လိုပဲဖြစ်ဖြစ်ဗိတ်သိက်ချင်းရှိတယ်ဒါကိုဒါဝိကကောင်းကောင်းနားလေတဲ့အတွက်ကြောင့်ရှင်ဘရင်ဖြစ်နေတဲ့အချိန်မှာနန်းတော်ထဲမှာကောင်းစားတဲ့ဘဝကိုဖျက်ဆီးနေတဲ့အချိန်မှာသူ့ရဲ့တိုးချောင်းသားဘဝသူတည်ရတယ်ဖခင်မျက်မှောက်တော်ရှိလို့တိုးချောင်းသားဘဝခက်ခဲနေတဲ့အချိန်မှာသူခံစားတဲ့မျက်မှောက်တော်နဲ့နန်းတော်ထဲမှာရှိတဲ့မျက်မှောက်တော်သူကလုံးဝကိုကွာခြားမှန်းသိလာတယ် Oh the Lord is my shepherd I shall not want ထာဝရဘုရားငါတိုးထိန်ဖြစ်တယ်ငါဒီစင်းရဲမခံမျက်မှောက်တော်သူတာနေတာဒီချမ်းစာကတိုးထဲမှာတိုးချောင်းနေတဲ့အချိန်ရေးတာမဟုတ်ဘူးအသက်ရမ်းကြီးပြီးစပင်ဖြိုပြိုနန်းတော်ထဲရှိနေတဲ့အချိန်မှာသူ့ရဲ့တိုးချောင်းသားဘဝတတိယပြီးရေးတာအဲ့ကြောင့်တချင်းနဲ့လည်းရှိတယ်လေဗာလဲခြားသောရဲ့မှာရှိနေတဲ့ရဲ့တထောင်ထဲအိမ်မှာရှိနေတဲ့ရဲ့ကကျွန်တော်တို့တာ၍ကောင်းသည်ခြားသောရဲ့မှာရှိနေတဲ့ရဲ့တထောင်ထဲအိမ်တော်မှာရှိနေတဲ့ရဲ့ကကျွန်တော်တို့တာ၍ကောင်းသည်ဒီလိုစကလုံးလေးတွေထွက်လာရခြင်းကသူခံစားခဲ့တဲ့မျက်မှောက်တော်ကိုပြန်လဲတန်တာလို့အာမင်ဒါကြောင့်ကျွန်တော်ဘဝမှာအရေးကြီးဆုံးသောရာဒီနံပါတ်ကိန်းကနန်းနေမဟုတ်ဘူးဖခင်ပေးမအောင်မင်းချင်းလဲမဟုတ်သေးဘူးဖခင်ကတင့်ပဲမပါပြီးတော့မှဒီလှုပ်လေတည်းအကြံထားမြောက်မယ်မဟုတ်သေးဘူးသူ့ရဲ့မျက်မှောက်တော်သစ္စာရှိဆိုတာတည်းအဆုံးထိတွာလာဖို့ကအဓိကကြတယ်ဟာလေလုယာအဲ့ဒီမျက်မှောက်တော်ဒီခံစားပြီးဆိုရင်လာစားဘလောက်ပေးမလဲမပူတော့ဘူးနောက်တလားဘလောက်ထောက်ပံ့မလဲအဲ့ဒါပူစရာမလိုတော့ဘူးမျက်မှောက်တော်ရှင်အဲ့ဒီထဲမျက်မှောက်တော်ထဲမှာလို့သမျှလာစင်လာတိုင်းလိုရတဲ့ချိန်ကြာလာမှာဖြစ်တယ်အာမင်လာစားဆိုတော့တလားတစ်ခါပဲရတာလေဒါပေမဲ့ကျမ်းစာကိုဖတ်လိုက်မာနမဟုတ်ဆိုတာနေ့တိုင်းကြာတာအာမင်နေ့တိုင်းစားတဲ့ချိန်တိုင်းလိုရတဲ့ချိန်တိုင်းမာနမဟုတ်ကြတယ်လာစားကိုပဲစောင့်ရင်30နေ့လား29ရက်ဆိုတော့boss ရဲ့မျက်နှာရှားတော့မယ် Hi good morning boss how are you လာပြီလေမဟုတ်လားဒါပေမဲ့မျက်မှောက်တော်နဲ့တွားရင်တော့အမြဲတမ်းလိုအပ်တဲ့ချိန်နဲ့ဖျားလက်တော်အမြဲတမ်းတင့်ပေါ်မှာစစ်ဆေးမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်အမှုတော်မြတ်ထဲမှာခရိယန်သက်တာထဲမှာကျွန်တော်လိုအပ်တာပါလေဟုတ်ကဲ့ပြောတတ်တော့သက်တာဝိညာဉ်တော်နဲ့တွားလာတတ်တော့သက်တာဖြစ်ရင်အဲ့ဒီမျက်မှောက်တော်ကတင်နဲ့အမြဲတမ်းတွားလာနေမှာဖြစ်တယ်ဟာလေလုယာမြန်တွားရအောင်နည်းနည်းရှာရှည်မိတယ်နော်နာခံခြင်းအဲ့ရောက်ဒီတော်ရဲ့သက်တာမှာတွေ့ရတဲ့အရာကသူရဲ့တမိုင်းတစ်ခုလုံးသူရဲ့ပုံပင်တစ်ခုလုံးဒီအုံနောက်နဲ့တွေးခေါ်မယ်ဆိုရင်ဒီတော်ရဲ့အသက်တာကလုံးဝကိုကျွန်တော်မယုံနိုင်စရာပဲခေါ်ခြင်းကနေစအခုတည်းအခုကနာခံခြင်းတိုက်ပွဲဖတ်ရောက်တင်းနေတော့နာခံခြင်းကဖြစ်လာမဲ့နမိတ်လက္ခဏာအစဘာကြောင့်ဒီနာခံခြင်းရေးကြည့်တယ်လဲဆိုရင်ကြည်ပါလားတိုက်ပွဲရန်သူကိုတိုက်ရတော့မယ်ဆိုရင်ကျွန်တော်မပါလို့လဲဓားလို့တယ်လမ်းလို့တယ်ပြင်ပါလို့သေးလဲဒိုင်းလို့တယ်ဒါပေမဲ့ဖယားတခင်တတ်ရှင်ပေးတဲ့လက်နဲ့တွေကဘာတွေတော့အိုးခွဲအဲ့ဒါနဲ့စစ်ပွဲသွားကြည့်လိုက်အများယူပဲအဲ့မဖြစ်နိုင်ဘူးလားခမရကိုဟိုဘယ်ပို့မလဲဆို combine mission ပို့တယ်ဟုတ်တယ်လေဂျန်တို့ဘယ်လောက်များလဲသမုတ်တရားတဲလုံးနဲ့အများနေတဲ့နေရာမှာဂီးတော်ကခေါင်းဆောင်လုပ်ပြီးတော့သူနဲ့ဖယားနဲ့အချိတ်ဆလုံးနေတာဟုတ်ကဲ့ဟုတ်ပြီခုနက3200ကနေ300ချခိုင်းတာတောင်မှသူစစ်တပ်တွေကလုံးဝတခါစဉ်းစားလက်ခံမှာမဟုတ်ဘူး
ဒါပေမဲ့ဖခင်ပြောသမျှ तू ဟုတ်ကဲ့အာမင်အခုကျတော့ပိုခက်လာတယ်ဒါမဟုတ်ဘူးလက်နက်မဟုတ်ဒိုင်းမဟုတ်ဘူးအိုးခွက်ပြင်ပါလေမီးခွက်ချက်တပါပြောလို့ဆိုတော့ဒါတော့တို့ဆိုတဲ့မြက်ခွက်ပါသေးတယ်ဖခင်လို့ရတယ်မဟုတ်လို့ဟုတ်တယ်မလားအိုးခွက်နဲ့ဘာသွားလို့မလဲရန်သူခေါင်းသွားရိုက်မှာလားတရားပဲရိုက်လို့ရမှာအဲ့ဒါတော့ကိုအိုးမမှန်တော့အိုးပဲကွဲမှာအိုးခွက်မီးခွက်ပြင်တဘိုးမရမယ်ရန်သူကညမှာဖြည်းဖြည်းချောင်းရိုက်ချင်တာသူ့ရဲ့ရှိမှာတတော့ကြည့်လေပွားပြရတာလေစဉ်းစားတွေးခေါ်လို့မရတော့ဖခင်တကယ်စစ်နီးပြူဟာဘာခုနပြောပြီးပြီဖခင်ကတင့်ကိုခေါ်ပြီးဆိုရင်သူ့ရဲ့နာမတော့ခေါ်တာလေတင့်နာမတော့မဟုတ်တာတင့်ဘလို့တိုက်သွားတယ်အရေးမှမကြီးတာတင်ရန်တို့ဘလို့ခုံတယ်အရေးမကြီးဘူးလေ तू ခိုင်းတာတင်လှုပ်ချင်အဖြစ်သူ့နာမတော့ဟိန်းတောက်ဖို့ဖြစ်တယ်အဲ့မှာအိုးခွက်ကဘာကိုပုံဆောင်လဲကျွန်တော်တို့ရဲ့အားနည်းချက်တွေကိုရိုက်ခွဲဖို့အာမင်ကျွန်တော်တို့ရဲ့ကျိုးပဲ့ချေမွချင်းတွေဖခင်ရဲ့အတန်တော်ထဲမှာရိုက်ခွဲဖို့ပြီးတော့မိခွက်ကဘာကိုပုံဆောင်လဲဖခင်တကယ်မျက်မှောက်တော့အမြဲတမ်းလေးနေဖို့လိုအပ်တဲ့ပုံဆောင်တယ်အမောင်ချားထဲမှာအဲ့ဒါလေးနေဖို့သူတို့ရှန်သူတွေတယောက်နဲ့တယောက်တပ်ပစ်နေတာကိုအီတေလလိုမျိုးတွေကြည်ဖို့ဟာလေလုယာဟောမတောက်တည်သွားပြီ။အော်လေဘင်းပြတ်သွားတော့တွားချိုးသွားပြီ။အမလေးအဲ့ဒါကြည့်ဖို့ဖခင်လောက်ရဲ့နမိတ်ကအံ့ဩဆိုကြည့်ဖို့ဖျားရှောလည်းကိုဒီချင်းမရအောင်။ तू လောက်ရဲ့အံ့ဩဖွယ်ရဖြစ်တယ်။ပြီးတဘိုးကိုကြေးကြော်ပြီးတော့မှဖခင်တခင်နဲ့ကိတော်ရဲ့ဓာတ်ဆိုပြီးអော်ရမှာ။တရားပြောယုံကြည်ခြင်းနဲ့អော်ခိုင်းတာ။ယုံကြည်ခြင်းနဲ့အောင်မြင်ခြင်းကိုသိမ့်ပိုက်ခိုင်းတာမလွယ်ဘူး။ကိုအနေနဲ့စဉ်းစားကြည့်လိုက်ကျွန်တော်တို့အလုံးတန်းစီနေပြီရှိမှဂီတုံဟိုမှာရန်သူတွေကတင်းကောတကယ်တချို့မျိုးလုံးကွဲမှာပေါ့တကယ်ဆောင်းနေပြီစစ်ပွဲအရင်ခေတ်တော့စစ်ပွဲတိုက်တော့မယ်ဆိုတော့တင်းနဲ့တုံးနဲ့တိုက်ကြတာလေဆိုတော့မှတင်းဘုံတီးတဲ့တီးမှာပေါ့နေတုံးရန်သူတွေပြေးလာပြီတင်းနာရောက်လာတဲ့တဲ့အိုးခွက်ကိုရိုက်ခွဲတာတင်းဟိုမှာပြောက်တင်းအယူဖယားလည်းဘာကြံစီမှမသိဘူးဟိုမှာမန်စင်ပြေးလာပြီသူခက်ကြီးကြီးနဲ့ဆိုတော့မလေးတိတ်မဟုတ်လားအဲ့ဒီလိုအိုးခွဲရိုက်တာနဲ့ဟိုရန်သူကသူတို့ဟာနဲ့သူတို့ဘာကြမ်းဆိုဘာပြောလဲတတ်သေးကြတဲ့အချင်းချင်းဖယားရဲ့လောက်ရဲ့အကြောင်းနာခံချင်းဆိုတာနမိတ်လက္ခဏာမြင်ရဖို့အတွက်အစခြေလှမ်းဖြစ်တယ်နားလေမှမဟုတ်ဘူးနားမလဲမီကြိုပြီးတော့နာခံထားအဲ့ဒါကောင်းကြီးလာဖို့အတွက်ပိုက်လိုက်ဖြစ်တယ်ကြိုဥထားကောင်းကြီးကြိုတင်ဥထားဘယ်လိုဥမလဲနာခံခြင်းနဲ့ဥထားလိုက်အရင်လှုပ်ထားအရင်ခြေလမ်းထားအရင်သိမ့်ပိုက်ထားအရင်ဆုတောင်းထားဟာလေလုယာအရင်ကြွေးကြော်ထားအချိန်ကြာလာရင်ဘုရားသခင်ကသူလှုပ်သွားလိမ့်မယ်ဘုရားကလည်းကိုဒီချီးမွမ်းရအောင်နားမလဲနိုင်ဘူးကျွန်တော်နားမလဲနိုင်ဘူးဒါပေမဲ့ခေါ်တဲ့သူကအလုံးသိတယ်အာမင်ဆိုတော့ဒီအားလုံးကိုခြုံပြီးတော့ကျွန်တော်ဘာထပ်ပြောချင်လဲဆိုဖတ်ရအောင် your weakness become လိုက်ဆိုပြပါ your weakness become a weapon လက်နဲ့ when you say yes to God ဖယားကိုဟုတ်ကဲ့လို့ပြောလိုက်ရင်သင်ရဲ့အားနည်းချက်တွေကသင်ရဲ့တကိုးကြီးတဲ့လက်နဲ့ဖြစ်လာတယ်ဟာလေလုယာကျွန်တော်ဒါတွေတက်တက်ခံချက်တွေအများကြီးကြားဘူးတယ်နော်တက်တက်ခံချက်တွေအများကြီးပဲတခုပြောပြပါစေကျွန်တော် mission ထဲမှာတယောက်ကစကားရန်ထစ်တယ်အမှုတော်ဆောင်သာသနာပြု good morning good အဲ့ good ဖြစ်က morning ထိကြားသွားပြီစကားထစ်တယ်ဖယားရန်တုံးတယ်သူတော်တော်ကြာပြီတော့မရှိတော့ဘူးအသက်ကြီးတယောက်ပဲဒါမဲ့ crusade တခုမှာမမျော်လင့်ပဲနဲ့သူပြောချင်တဲ့စကားပါဆို God loves you ပိုပစ်ပေါ်ကနေတက်တက်ခံရင်းနဲ့နောက်ဆုံးအဆုံးတက်လဲပဲအများကြီးလည်းမပြောတတ်ပါဘူးနောက်ဆုံးအဆုံးတက်လဲ pray တကိုဘယ်လိုချင်နေပဲဖြစ်ဖြစ် God loves you အဲ့ဒါပြောချင်တယ်သူကဘယ်လိုပြောလဲဆို God love you ပြောတာသူ့နောက်မှာထိုင်တဲ့လူကြီးတယောက်ကအကုန်ငိုပြီးတော့မှအဲ့ဒီညမှာမျက်ရည်နဲ့သူပြောင်းလဲသွားတယ်
နဲ့ပြောင်းလဲသွားတယ်ဖခင်လောက်ရတယ်နော်အဲ့ဒီတက်တဲ့ခံချင်းကသူတခါမှဒူးရှိမှတက်တယ်မခံချင်ဘူးဒါပေမဲ့အဲ့ဒီနေဆုတောင်းခြင်းမှာဖခင်ကနိုးစော်လို့အချိန်တောင်းပြပို့ပြပေါ်မှာရတဲ့10မိနစ်လေးကိုတက်တဲ့ခံတာအဲ့ဒီနောက်မှာတယောက်ကငိုပြီးတော့မှပြောင်းလဲပြီးတော့ဘာဖြစ်လို့အဲ့ဒီကောလဲနဲ့သူပြောင်းလဲတယ်လဲဆိုရင်သူတစ်ချိန်တစ်ခါတော့ငလင်ဇင်လင်းမောငလင်ကြုံဘူးတဲ့အဲ့ဒီငလင်ကရမ်းပြင်းထန်တယ်လူတွေတေကြတယ်ဒါပေမဲ့ तू မတေဘူးလွတ်မြောက်သွားတယ်အဲ့ဒီလွတ်မြောက်တဲ့နောက်ပိုင်းမှာ तू ကအော်လူဘဝဆိုတာကတကယ်တန်ဖိုးကြီးတာပဲဆိုတာကို तू သိတယ်တော့ကယ်တင်ခြင်းမရဘူးဒါပေမဲ့အကြောက်တရားနဲ့တက်ရှင်တယ်ဒီညမှာပူပစ်ပေါ်မှာဆရာလို့ချက်ပြောတာက तू ကငလင်ဖြစ်တယ်လို့ကြားတာလာပြောကြောက်ရွံ့တုန်လို့ပြီးတော့မြဲရည်နဲ့ तू ထိုင်တဲ့နေရာမှာ तू ပြောင်းလဲသွားတယ်ဟာလေလုယာတင်တိမမဟုတ်ဘူးလေဘုရားခိုင်းတာရင်လှုပ်ချီဟာလေလုယာတင်မတိနိုင်တော့နမေလကနာဖြစ်တယ်တင်နားလည်းမဟုတ်လေအရင်လှုပ်ချီလိုက်နားလည်းရတဲ့ခွတ် तू ပေးတယ်တင်တဘောပေါင်းမဟုတ်လေအရင်ခြေလမ်းခြေလိုက်တဘောပေါက်နိုင်စအကြောင်းများစွာတည့်ရတက်တာထဲမှာစီစဉ်လာလိမ့်မယ်ဟာလေလုယာအာမင်ဒါကြောင့်မိတ်ဆွေကျမ်းစာထဲမှာလည်းအများကြီးပဲပါလံပြောင်းလဲဖို့အတွက်မြည်ကိုအသုံးပြုနိုင်တော်ဘုရားပေတရုပြောင်းလဲဖို့အတွက်ကျက်ဖကိုအသုံးပြုနိုင်တော်ဘုရားတင်းဘဝတင်းအနာကိုဘုရားကအရှာရှာကိုအသုံးပြုနိုင်တယ်ဟာလေလုယာဒီဟာကိုအစုကပြန်ဖတ်အောင်တင်းနေတော့ your weakness become a weapon when you say yes to God ဒီစရာတိကြလား Smith Wigglesworth word ပညာရှင်ကြီးလည်းမဟုတ်ပါဘူးဘုရားကိုရမ်းယုံစက်တမ်ကြီးလို့ပဲဘုရားကပြောပြီးဆိုဟုတ်ကဲ့နားလေတာနားမလဲတာမဆိုင်ဘူးဟုတ်ကဲ့ဟိုမှာသွားဆူတောင်းပေးဟုတ်ကဲ့ကိုတော့သွားပြီးဆူတောင်းပေးတာအဲ့ဒီလိုမျိုးပညာရှင်ကြီးလည်းမဟုတ်ကျမ်းတက်ပုဂ္ဂိုလ်ကြီးကြီးမားမားလည်းမဟုတ်ဘူးဘုရားခိုင်းရင်ခိုင်းသမျှလုပ်တဲ့အတွက်ကြောင့်သူ့ရဲ့သက်တာမှာဆူတောင်းပေးလို့တေချင်းကနေထမြောက်တာက14ယောက်သူ့ရဲ့အမျိုးသမီးမှာတေပြီးသားဆူတောင်းပေးတယ်ပြန်လဲရှင်ပြန်ထမြောက်တယ်အရှမ်းအောင်မြင်တယ်နမိတ်လည်းကတော့ဘုရားရန်သုံးပြုတဲ့ခါကျတော့လူတွေက interview တယ်ဒီလောက်ထိဘုရားသုံးတာလောကမှာဘုရားပိတ်သိလို့ဘုရားသုံးတဲ့လူအများကြီးပဲဒါပေမဲ့တေတော်သူကိုထမြောက်စေနိုင်တဲ့ဆရာကတိတ်မများဘူးနော်ဒါပေမဲ့ဆရာကျတော့ဘယ်လောက်ထိအဲ့လောက်ထိပိတ်သိခြင်းနဲ့ဘယ်ကနေရတယ်ဘယ်လိုဖြစ်တာလဲမေးကြည့်တော့ဒါသူ့ရဲ့ပြန်လဲသုံးပြန်ချက်ဖြစ်တယ် great move of God are usually preceded by simple acts of obedience ဖယားတကယ်ကြီးမားတဲ့လှုပ်ရှားမှုတော်များများကကြီးမားကလည်းမလာဘူးအသေးငယ်ဆုံးသောနာခံခြင်းတွေကနေဖြစ်လာတာဖြစ်တယ်ဟာလေလုယာကြည့်တော့ကိုကြည့်လေဒါမသုံးနဲ့မဖြစ်နိုင်ဘူးဒါပေမဲ့သူ့ရဲ့အတန်တော်ကြားတဲ့နေမှာနားမလဲဘယ်လိုလှုပ်ဆောင်တဲ့အခါမှာအေတေလလူမျိုး9နှစ်လုံးအကြောင်းနဲ့ရင်ဆိုင်ရဲ့ဘဝကနေနှစ်ပေါင်း40လွတ်မြောက်တော်လူမျိုးဖြစ်လာတယ်အာမင်9နှစ်အကြောက်တရားနှစ်ပေါင်း40လွတ်မြောက်ခြင်းတရားလူတူတယောက်ရဲ့နာခံခြင်းဖြစ်တယ်တင်းလူတူတယောက်နာခံခြင်းကသင်မိသားစုတကောင်းခြင်းဖြစ်နိုင်တယ်မြန်မာပြည်အတွက်ကောင်းခြင်းဖြစ်နိုင်တယ်တချို့သောသူတွေတင်းရဲ့မိသားစုကြီးတဲ့ခါမှာတချို့ကဒီရွှေမျိုးကနေစီးဆင်းလာတဲ့ကျိန်စာကိုကြောက်တဲ့တချို့ရှိသေးတယ်ငါတို့အမျိုးကလုံးဝအောင်မအောင်မြင်မဲ့အမျိုးတွေအဖိုးကဒီလိုအဖေလည်းဒီလိုငါတို့အတော်ဦးတွေကဒီလိုငါတို့မျိုးကဒီလိုပဲတေချာစဉ်းစားချက်တချို့မျိုးရိုးတွေကဒီလိုတွားတတ်တဲ့အမျိုးရိုးရှိပါတယ်ဒါမဲ့ကျွန်တော်ယေရှုကိုယုံကြည်ပြီးဆိုတော့ခွန်အားပေးချင်တယ်သင်ကနေလူမျိုးအသစ္စာပါအာမင်မျိုးရိုးသစ္စာလို့ရတယ်ဘုရားတော့မဖြစ်နိုင်တာမရှိဘူးဟာလေလုယာ I will start a new generation I am Elisha generation amen အဲ့ဒီနာခံခြင်းယုံကြည်ခြင်းပေါ်မှာဘုရားကဆုချပြီးတော့မှကြီးမားသောအရာကိုလုပ်တဲ့ဘုရားဖြစ်တယ်ဘုရားခေါ်ခြင်းမသိဘူးလားမုံဝဝနဲ့သက်ရှင်နေလားမပူနဲ့ကြားရင်ဟုတ်ကဲ့လို့ပြောလိုက်ခြေလမ်းလိုက်သူရဲ့ခေါ်ခြင်းကြောင့်ပို့ဆောင်ပေးလိမ့်မယ်ဘုရားငါဘာလို့ရမလဲချိန်မြဖြုံးနေလားစိတ်ပူနေလိမ့်မယ်တိုးတော့တဲ့အဲထဲမှာတကူကူလှုပ်ချင်တဲ့
ကျွန်တော် Kairos moment လို့ခေါ်တယ် Kairos moment ဆိုတာကတင်းရဲ့အထဲမှာတခါမှမလုပ်ဘူးတဲ့အစာရှုံခြင်းတဲ့စိတ်တွေနော်တယောက်တော့သူတွားလေခြင်းတဲ့စိတ်တွေမဖြစ်ဘူးတဲ့အရာတခုကိုတင်းရဲ့အထဲမှာဖြစ်လာပြီဆိုရင်လုံးဝချက်ချင်းနာခံလိုက်အဲ့ဒါကတကယ်ကြီးမားသော shift ပြောင်းလဲမှုကြီးတခုဖြစ်လာဖို့အတွက်ဘုရားတကယ်ရဲ့အတန်တော်ဖြစ်တယ်ကြီးတော့ခံစားတယ်ချမ်းသာထဲမှာခေါ်ချင်းခံတော်သူတွေခံစားတယ်ကျွန်တော်လည်းခံစားရတယ်မိတ်ဆွေသက်တာထဲမှာလို့ခံစားရင်ချက်ချင်းခြေလမ်းပါဟာလေလုယာသင်ရဲ့အနာဂတ်အတွက်ဘုရားသခင်ကပြင်ဆင်ပေးနေတာဖြစ်ပါတယ်အာမင်ဆိုတော့ကျွန်တော်ပြီးတော့မယ်ဆက်ဖတ်ရအောင်ဒီနေ့တော့အားနေပေမဲ့ပိတ်တဲ့ခြင်းရှိတယ်ဂီရွန်အားနေပေမဲ့ပိတ်တဲ့ခြင်းရှိတယ်ဟာလေလုယာပြောပါကိုရှင်ဘက်ကိုဖောက်ပြီးတော့ကိုရှင်ဘက်ကိုဒီလိုခောက်ပြီးတော့မှကျွန်တော်အားနေပေမဲ့ပိတ်တဲ့ခြင်းရှိတယ်အကောင်သေးပေမဲ့ပိတ်တဲ့ခြင်းရှိတယ်အရက်ပူပေမဲ့ပိတ်တဲ့ခြင်းရှိတယ်ပတ်စက်ကခဏခဏစွာကြပေမဲ့ပိတ်တဲ့ခြင်းရှိပြီဟာလေလုယာအဲ့ဒါပဲဒီနေ့ကျွန်တော်ဝင်ကားတဲ့နှုတ်ကပတ်တော်တွေအားလုံးစကလုံးတစ်လုံးနဲ့ချုပ်မယ်ကိုယ့်ရဲ့အခြေအနေမကြည့်နဲ့ဒါပဲခေါ်ချင်းကိုကြည့်ချက်ချင်းလိုက်နာမလဲလည်းရတယ်နားလဲလဲရတယ်မဆိုင်ဘူးချက်ချင်းချီလန်းဟာလေလုယာသင်အော်လိုက်ရတဲ့အရာတွေဖြစ်လာမှာဖြစ်တယ်ကဲဒီညမှာအားနေပေမဲ့ပိတ်သိချင်း၃မျိုးကျွန်တော်ဟေရှာယ7အငယ်နဲ့မှာတွေ့ရတဲ့ပိတ်သိချင်း၃မျိုးဒီနေ့ဟိုဖက်ဒီဖက်လဲဆိုကျွန်တော်နည်းနည်းကြောင်လာပြီဟေရှာခိုင်း7ငယ်နဲ့ကိုကြည့်တဲ့အခါမှာပိတ်သိချင်းအရင်ထူကြတယ်အဲ့ဒီပိတ်သိချင်းကဉာဏ်ပညာကိုပေးတဲ့ပိတ်သိချင်းဝိညာဉ်တော်ပြီးတော့မှကြံစီတတ်ဆွမ်းနိုင်တဲ့တတ်တိကိုပေးတဲ့ဝိညာဉ်တော်အဲ့ဒါလည်းပိတ်သိချင်းပြီးတော့တတိယချက်နေနဲ့ထာဝရဘုရားကိုသိ၍ကြောက်ရွံ့သောသဘောနာခံတတ်တဲ့သဘောကိုပေးတဲ့ဝိညာဉ်တော်ဒီပိတ်သိချင်း၃မျိုးကယုံကြည်သူတိုင်းအတွက်ဖြစ်တယ်ဟာလေလုယာအဲ့ဒီပိတ်သိချင်းနဲ့တွာလာပြီးဆိုရင်ကျွန်တော်တို့ကအခြေအနေအောက်မှာသက်ရှင်တော်သူမဟုတ်ဘဲနဲ့အခြေအနေကိုပြောင်းပြန်လာတော်သူအခြေအနေကိုထူးခြားစေတော်သူဟာလေလုယာကျွန်တော်ပြီးမဲ့ပိုင်းသွားပြီနော် full life အသင်းတော်ရန်ကုန်မှာထောင်တော့ကကျွန်တော်အသင်းတော်လူငယ်ကောင်းဆောင်ဆရာမောင်လက်သူကတော့ခုနပြောသလိုပဲပူလေးပဲဆရာမောင်လက်ဖယားကိုရမ်းရှုံတယ်ဒါမဲ့ music အတွားလာဘာမှနားမလဲ worship အရင်ဦးဆောင်ခြင်းနဲ့အဲ့ဒါပြဿနာ music အတွားလာလုံးမရဘူး E နဲ့တချင်းဆိုရင် G နဲ့ပြီးတယ်သူကချို့ပြောလို့ရတယ်တယောက်တည်းဆိုတာတစ်ခါ3တန်ထွက်တယ်အဲ့လိုမျိုးတွေပိတ်သိချင်းလုံးရကိုကျွန်တော်ပြောချင်တာပါလုံးဝမရဘူးအချင်းလည်းမဆိုတတ်ဘူးသူတချင်းဆိုတော့မယ်ဆိုရင်တပုတ်ပဲကျင်းတော်လန်းဆိုရင်လူတွေရှောက်လန့်ဖို့အဲ့ဒါပဲနောက်တစ်ခါလာဒါပဲသူရက်ပြီဆိုသူဆိုမဲ့တချင်းကြိုတိတယ်အဲ့လိုထိတချင်းလည်းမရွေးတတ်ဘူးတခါအတုပမှာသူရွေးတဲ့တချင်းကတော့တော်တော်လေးဆိုးတယ်အတုပဆိုတာသိတယ်နော်ကဲ future သူကဟိုမှာတည်တဲ့သူကဟိုမှာအိတ်ခိုင်းပြီအိမ်ရှင်တွေကလည်းဘေးတောက်မှာသူတို့တချို့ကငိုတဲ့သူငိုပေါ့အရန်ဝမ်းနေပြီးနေနေတာသူကတော့အဲ့ဒီဥဆောင်နဲ့အလက်သူ့ရဲ့ဥဆောင်နဲ့လက်ရောက်တာတော့သူတချင်းရွေးတာကဘာလဲဆိုရင်အင်းရဲ့ဒီကိုရစင်းရင်တော့အင်းရဲ့ဒီကိုရစင်းရင်တော့နေရဖြစ်၍ဝမ်းမြောက်ချီးမွမ်းဆိုအတကုံသူကနေတာအမလူတေကျွန်တော်ဘေးကနေကြည့်လိုက်တော့လူတေတော့အားနာတယ်ကျွန်တော်တေးလို့အားနာ sorry နော် sorry တော့ပြောလို့အဲ့ဒီလောက်ထိ music အတွားလာဘာမှနားမလဲတဲ့သူအမေတမနဲ့ဒီလိုနိုးထားမျိုးလည်းကျွန်တော်လည်းမမြင်ဘူးပါဘူးကျွန်တော် home cell မှာတမနဲ့ည sorry ည home cell တော့တချင်းလည်းနဲ့ဂီတာတဲ့သူတီးလိုက်အစကနဲ့ဆုံးထိဒီကြီးလုံးဝမပြောင်းဘူးဆုံးထိပဲဒါပေမဲ့သူတချင်းဦးဆောင်တာဆိုရင်နဲ့တွေ့တချင်းတွေတကယ်ကိုခီးမမှန်တဲ့တန်စင်ထဲမှာဝိညာဉ်တော်လှုပ်ရှားပြီးတော့အဲ့ဒီမမှန်တဲ့လေလိုင်းကကျွန်တော်တို့မှန်ကန်ဆိုတတ်တော်သူတို့ရဲ့မာနကိုရိုက်ချိုးတာအာမင်ဘုံဆိုင်မတကယ်ပဲသူရဲ့ဒီခီးလေးနဲ့ဒိုးထားမှုဖြစ်ပြီးတော့မှညိတ်ရှင်နဲ့မိသားစုတွေတော်မှ
တကယ်တချင်းဆိုဖို့ကို worship လုပ်ဖို့ကိုမနဲ့တရားဘလောက်ဟောကောင်းမာတဲ့ဖွဲ့တွေဒါပေမဲ့သူ့ရဲ့တီဆိုတဲ့တချင်းကအဲ့ဒီမိသားစုကိုလုံးဝပြောင်းလဲပေးသွားတယ်ဟာလေလုယာအဲ့ဒါကဘိတ်တဲ့ချင်းနှစ်ပေါင်း10နှစ်ကျွန်တော်ဟောပြီးမပြောင်းလဲတာဘိတ်တဲ့ချင်းတမနဲ့တညလေးကအားလုံးကိုရည်ပေါ်သွားစေတာအဲ့ဒါကထူးခြားသောအရာတွေအာမင်ဒါကြောင့်ကျွန်တော်တို့အားနေပါတယ်တို့ဖခင်ကအားကြီးတယ်အားကြီးတဲ့သူထံကနေလာတဲ့ပိတ်တဲ့ချင်းကိုတောင်းဆိုမယ်ကိုရောတအားနေတယ်တခါတည်းဂတိတွေဖြစ်တယ်တခါလေတောက်စားမိတယ်အားရနေတယ်တို့တော့ကိုရောအားကြီးတယ်ကျွန်တော်ခေါ်တာချစ်တာကိုရောပဲကျွန်တော်ကိုပိတ်သိပ်ပါကိုရောမထားခဲနဲ့ဟာလေလုယာပြန်ဝင်ခါမယ်ငါကအားနေပင်မဲ့ပိတ်သိပ်ချင်းရှိတယ်စာရန်ကိုစိန်ခေါ်လိုက်ဆိုပေးပါအချင်းစာရန်မင်းထက်ငါကိုးကွယ်တဲ့ဖခင်ပုံပြင်းတယ်မင်းရဲ့ကျန်စီထက်ဖခင်ရဲ့ကျန်စီကပုံမိုက်တယ်မင်းရဲ့ကောင်းကြီးထက်ဖခင်ပေးမဲ့ကောင်းကြီးကရှန်ထွက်တယ်ဟာလေလုယာဟုတ်ကဲ့ကိုရောတင်သွားတဲ့အခါဝိညာဉ်တော်ကတင်းနဲ့တွာလာပြီးတော့မျက်မှောက်တော်ကတင်းနဲ့တွာလာတဲ့အချိန်တိုင်းသင်ဟာပိတ်သိချင်းနဲ့ပြည်တော်သူဖြစ်တယ်ဒီကောင်းချစ်ဘလို့ရမလဲဟုတ်ကဲ့မတွားချင်ဘူးကိုတော့နားမလဲဘူးမပြောတတ်ဘူးအရေးချင်းမမြည်ဘူးဒါပေမဲ့ဟုတ်ကဲ့ကိုတော့ဟာလေလုယာအဲ့ဒါအရေးကြီးတာဖြစ်တယ်ဒါကြောင့်ကျွန်တော်ညီကုန်းဖြစ်ပါတယ်ဖယားအောင်တင်းနေတော့တင်းရဲ့အားနဲ့ချက်တွေကအမှုတစ်ပြုတ်ချင်တဲ့ဖယားတခင်အတွက်အခွင့်အရေးဖြစ်တယ်ကျွန်တော်တို့ရဲ့လူဘဝကနင်းစီပန်းလိုပဲเนาะဒီညမှာတော့ကွန်ပျူတာကြောင့်ပြောင်းလဲသွားတာဖြစ်တယ်နင်းစီပန်းဆိုတာတချို့အတွက်တော့အမိုက်ဒါမဲ့တချို့အတွက်တော့ယတနာတင်းရတတ်တာနင်းစီပန်းလိုပဲတချို့တော့တူအတွက်တော့လုံးဝကိုအားကျစေရမျော်လင့်စရာမရှိတဲ့ဘဝဖြစ်ကောင်းဖြစ်မယ်ဒါမဲ့ဖခင်ရဲ့မျက်တော်မျက်စိရှိမှသူကတင်းမျက်စံတော်ဖြစ်တယ်တင်းဟာအချစ်ခံရတော်သူဖြစ်တယ်ဒါကြောင့်ဒီအရာကိုကျွန်တော်တို့ဆူဆာနာမင်းကနားလည်လို့တဲ့အတွက်ကြောင့်သူတချင်းရေးတယ်ဒီလောက်ချေရသလားကောင်းကင်ဖားရဲ့မြတ်တာတော်ရွေတွေးဝဲချင်းကြောင့်ထိုက်တန်သူဖြစ်အဲ့ပြောပြီလားအဲ့ချင်းပြီလားကျွန်တော်ကိုယ်ကိုယ်ရဲ့ဖျားရန်ကောင်းတယ်ဟာလေလုယာဒါကြောင့်တချင်းရည်တဲ့သူကတာမလောက်ထမ်းကြော်လိုက်မယ်နော်ကျွန်တော်တို့ကျမ်းစာတစ်ခုလုံးကိုဖတ်မယ်ဆိုရင်ကပောက်ကျမ်းကနေပြတဲ့တော်ချီဖယားတခင်မျက်စိကြရလောက်အောင်ရွေးကောက်ခံထိုက်တဲ့ပုဂ္ဂိုလ်တရားမှမရှိဒါပေမဲ့အဲ့ဒီမထိုက်တန်တဲ့သူကိုဘုရားကရွေးကောက်ပြီးတော့မှခေအဆက်တိုင်းမှာသူ့ရဲ့တမိုင်းကိုသူကိုယ်တိုင်ရေးနေတယ်အာမင်ဒီခေမှာဒီ AI ခေမှာဘုရားတခင်ကမထိုက်တန်တဲ့သင်ကိုပဲရွေးကောက်ပြီးတော့မှတမိုင်းတစ်ခုရေးချင်တာဖြစ်ပါတယ်အာမင်လောကယာတွေကဘာပြောလဲသင်ပြည့်စုံမှသင်ရဲ့ကြော်ကြားခြင်းတွေသင်ရဲ့ skill တွေသင်ရဲ့တတ်ဆွမ်းမှုတွေကိုပြလေဖော်ထုတ်လေသင်ဘလောက်တော်တယ်တတ်တယ်ပြလေအမေဖျားပါလေသင်ရဲ့အားနဲ့ချက်တွေငါစီယူလာခဲ့ဝင်လေးပင်ပန်းတော်သူပေါင်းတော်ငါထံတော်လာငါဒီချမ်းသာပေးမယ်ဟာလေလုယာအာမင်ဒါကြောင့်ကျွန်တော်ဒီနေ့အားနဲ့တော်သူတွေအမြဲတမ်းဖျားရှိတယ်ကျွန်တော်ကိုယ်ကိုယ်နဲ့ဖျားဘယ်လိုဖျားမျိုးလဲသူ့ရဲ့နာမတော်တွေဖျားအားနဲ့တော်သူကိုရွေးကောက်တဲ့ဖျားဖြစ်တယ်ကျွန်တော်တို့ဘဝစတဲ့လာရောက်တွေ့ဆုံတဲ့ဖျားဖြစ်တယ်ဝိညာဉ်တော်အဖြစ်မဆပေးတဲ့ဖျားဖြစ်တယ်အားနဲ့တော်သူကိုအားကြီးစေတဲ့ဖျားဖြစ်တယ်နောက်ဆုံးသူ့ကိုရှာတော်သူတို့၌ကောင်းသောအမှုများကိုပြုပေးခြင်းသောဖျားဖြစ်တယ်လက်ခုပ်တွေချီးမွမ်းရ worship တမန်ရှုလာပါဦးဒီချမ်းစာနဲ့ကျွန်တော်ညီကုန်းချုပ်ချင်တယ်စာလံ34အငယ်30ရှင်သေးတို့သည်ဆင်းရဲ၍ငတ်မွတ်ခြင်းကိုခံရတော်လဲထာဝရဘုရားကိုရှာသောသူတို့၌
ကောင်းသောအရာတစ်စုံတစ်ခုများမလိုရအေခီးနဲ့နော်ဒီကျမ်းစာတေချာစဉ်းစားကြည့်ချင်းသေးဆိုတာတော့ဘယင်ဖြစ်တယ်ချင်းသေးဆိုတာတော့ဘယင်သူတကားဝုန်းအော်လိုက်ပြီဆိုရင်တခြားတရိစ္ဆာန်တွေပုံခေါ်ရတယ်အကြောက်တရားနဲ့ရင်ဆိုင်နေရတယ်ချင်းသေးဆိုသူပါစားခြင်းလဲတော့ဘယင်ချင်းသေးအဲ့ဒီချင်းသေးတောင်မားတယ်ငတ်မချင်းကိုခံရမယ်ဒါပေမဲ့ထာဝရဘုရားကိုရှာတော်သူထာဝရဘုရားကိုနာခံတော်သူထာဝရဘုရားယုံကြည်တော်သူတို့၌ကောင်းသောအရာတစ်စုံတစ်ခုများမလိုရအာမင်အားလုံးမတထားရအောင်စံတော်၌တူဝင်ခြင်းတဲ့မှာကောင်းသောအရာစုံတစ်ခုမှမလိုရမလိုရမလိုရအားလုံးကြည်ဆုံးသွားပြီထန်တော်၌မွေလို့ခြင်းတဲ့မှာကောင်းသောရာဇုံခုမှမလိုရမလိုရမလိုရအားလုံးကြည်ဆုံးသွားပြီမာရီလိုပဲမာရီလိုပဲချေတော်ရှင်မှာပဲကျွန်တော်ကိုယ်ွယ်မယ်ကျွန်တော်ရည်ချင်တယ်ဒီနေ့အသက်ပံဖျားရှင်ဖွင့်ပြခြင်းခံရပြီးတော့ဖျားတခင်ရဲ့နာခံခြင်းဖျားတခင်ကိုနာခံခြင်းဖျားခေါ်ခြင်းအသက်အတွက်ဖျားတခင်တိုးထခြင်းအသက်အတွက်ကျွန်တော်ဆက်ကခြင်းတို့ရှေ့ရှုလာပါအသက်တော်ဖွင့်ပြခြင်းအသက်တော်နာခံခြင်းအသက်တော်တိုးထခြင်းအသက်တော်တန်တော်များတဲ့ဆက်ကခြင်းပြုရအောင်တိုင်းလာလို့ပဲတိုင်းလာလို့ပဲဘုရားရှင်ပြောတဲ့ဖန်စကားပြောမှဖြစ်တယ်အတိတ်မှာပြန်လဲဖွင့်ပြမှဖြစ်တယ်ကိုရခြေတဲ့အတွက်ဝမ်းနေတဲ့သူပူပန်နေတဲ့သူစိတ်ပူပန်နေတဲ့သူတွေဘုရားရှင်သင်ကိုတိုးထင်းမှဖြစ်တယ်ရှေ့လာမှာစက်ကမှာဘုရားခင်အသက်တော်လမ်းအသက်တော်နယ်ပယ်တဲ့သူဆွဲခေါ်မှဖြစ်တယ်ကိုရိုနာအားလုံးကြည့်စို့အားလုံးကြည့်စို့ဘာမှလိုတော့ဘူးစက္ကန့်တွေရှိတိုးပေးပါကျွန်တော်ခံစားတယ်တချို့သောသူတွေအမြဲတမ်းမလွတ်မြောက်နိုင်ဘူးဝင်ထုံပိုးနဲ့အသက်ရှင်နေရတယ်အချို့တွေဘုရားခေါ်ခြင်းအတွက်တော်၎င်းကိုရအနာဂတ်အတွက်တော်၎င်းစိတ်ပူနေတဲ့သူရှိတယ်ဒီနေ့ဘုရားရှင်သင်ကိုအသက်တော်လွတ်မြောက်ခြင်းပေးခြင်းတယ်ဝိညာဉ်တော်ကသင်ကိုမဆာပြီးတော့မှသူရဲ့ပိတ်သိမ်းခြင်းနဲ့နေပဲတစ်တခုတည်းဆွဲခေါ်ခြင်းတယ်အာမင်အဲ့ဒီဝိညာဉ်တော်ရဲ့ဖွင့်ပြချက်တဲ့အတွက်စာငတ်တောင်းတာပြီးဆက်ကဖို့ကျွန်တော်ဒီဖိတ်ခေါ်ခြင်းတာဖြစ်တယ်ကျွန်တော်ချင်းပြောင်းရအောင်ဝိညာဉ်တော်နဲ့ပတ်သက်တဲ့ချင်းမျက်မှောက်တော်ထဲဝင်ရအောင်ဤနဲ့တီးပေးပါဝိညာဉ်တော်ကိုယ်တော်နဲ့ထိတွေ့ခြင်းကိုယ်တော်နဲ့ပြေဝခြင်းဝိညာဉ်တော်တဲ့အနာကိုလာရောက်ခြင်းနဲ့ဝိညာဉ်တော်တဲ့စကားပြောခြင်းနဲ့တဲ့ကတ်ချောက်တာကြာပြီထင်တယ်ချောက်တွေ့နေတာဘယ်လောက်ကြာပြီလဲဘယ်လောက်ကြာပြီလဲဒီကနေ့ဝိညာဉ်တော်ပြန်လဲတိုးထိခြင်းနဲ့အိုးအမြဲလို့ဝိညာဉ်တော်နောက်တစ်ခါဝိညာဉ်တော်ဝိညာဉ်တော်ကိုယ်တော်ရဲ့ပြေဝခြင်းအာမင်အာမင်ဝခြင်းမြေလို့ခြင်းဝိညာဉ်တော်ရဲ့ခါမှတွေ့တဲ့ပုံစံမျိုးနဲ့ခါမှတွေ့တဲ့ပုံစံမျိုးနဲ့တွေ့ခြင်းနဲ့ခါမှကြားတဲ့တန်တော်လေးကြားခြင်းနဲ့တခါမှမရတဲ့ယူပါယုံများယူပါယုံများရခြင်းလို့အာမင်
မင်ကိုရောမကုန်ခါနဲ့မြတ်တာနဲ့မြတ်ဆွဲခေါ်ပါအာမင်ကိုရောယေရှုတင်တယ်ဝိတော်ဖျားဒီကနေ့ကျွန်တော်လောက်ရောက်အမြဲရာများဆိုမလုံမိခြင်းကိုကြည့်ပြီးအာမလို့အာမရဖြစ်နေတတ်တဲ့အခြေအနေများအမြဲတမ်းကိုရောရဲ့ဂတိတော်တွေယုံကြည်ခြင်းနဲ့ပတ်သက်တဲ့နှုတ်ကပတ်တော်တွေဝိတော်ဖွင့်ပြတဲ့အရာအသားတော်တွေချားနေပါလက်နဲ့ခြေလမ်းမလန်းရဲတော်တတ်တာတွေဒီကနေ့ပြောင်းလဲပေးပါအမြဲတမ်းနောက်မှဆိုပြီးတော့မှနောက်ဆန်တစ်တတ်တဲ့နှလုံးသားတွေယခုလောက်ရမယ့်အမှုများမပြီးမြောက်နိုင်တဲ့အတ္တတာ6တွေ့နေတဲ့အတ္တတာဆုတောင်းခြင်းမှာ6တွေ့တော်သူများကျမ်းစာဖတ်ခြင်းမှာ6တွေ့တော်သူများဧဝံဂေလိဝင်ငါခြင်းမှာ6တွေ့တော်သူများမိသားရဖွဲ့ခြင်းမှာ6တွေ့တော်သူများဒီကနေ့ပြန်လဲပြီးတော့လန်းဆန်းစေပါအာမင်6တွေ့တဲ့ရိုးစုတွေကိုပြန်လဲရှင်းသန်စေတာကိုရောပဲဖြစ်တယ်ဖဗျာတခါလေကိုရောကိုဂတိထောင်ပေါင်းများစွာပေးပြီးတော့အဲ့ဒီဂတိတော်ကိုလည်းဖောက်ပြတ်တာကျွန်တော်တို့ပဲဖြစ်တယ်ဒီကနေ့မြတ်တာတော်နဲ့ပြန်လဲဆွဲခေါ်ပါအာမင်ပြန်လဲလန်းဆန်းစေပါပြန်လဲလွတ်မြောက်စေပါအာမင်ကိုရောအကြောက်တရားနဲ့ရင်ဆိုင်နေရတဲ့ဂီးတုံကိုအသုံးပြုတော်ဖခင်အာမင်ဂီးတုံကိုဗိတ်သိက်တော်ဖခင်အာမင်ဂီးတုံကိုကြီးမားဆိုတော့အောင်မြင်ခြင်းပေးတော်ဖခင်အာမင်ဂီးတုံရဲ့မိသားစုနဲ့သူအဖြစ်အေဒေလလူမျိုးတစ်ခုလုံးကိုနှစ်ပေါင်း40လုံးလွတ်မြောက်ဆွဲခေါ်ပေးတော်ဖခင်ဒီကနေ့ဒီမှာရောက်ရှိတာတာရမြောက်စီတိုင်းကိုလည်းဆွဲခေါ်ပါအာမင်ဗိတ်သိက်ပေးတော်မူပါအာမင်ကြောက်ခြင်းတရားနဲ့မဆိုင်ပဲအခြေအနေအောက်မှာတက်မရှင်ပဲအခြေအနေကိုထူးခြားစေတော်သူများဖြစ်စေပါအာမင်ကိုရောဒီခေတ်မှာခေတ်ဆက်ဆက်မှာတမန်ရေးတဲ့ကိုရောဖခင်ဒီခေတ်မှာလည်းဒီမှာရှိတဲ့လူအားလုံးနဲ့တမိုင်းအသစ်ကိုရေးပေးပါအာမင်မိသားစုတမိုင်းအသစ်ကိုရေးပေးတော်မူပါကိုရောယေရှုတင်တယ်ဒီကနေ့ဤကဲ့သို့မွန်မြတ်လာဆိုတော့အချိန်ပေးတော်ဒီပုပ္ပပလင်ကိုရက်ခွင့်ပေးတော်ဒီအသင်းတော်ကိုလည်းယေရှုနာမနဲ့ကောင်းချီးပေးတယ်အာမင်အမှုတော်ဆောင်ဆက်ဆက်မအားလုံးအပေါ်မှာကိုယ်ဗိတ်သိက်ခြင်းအမြဲတမ်းမပြတ်စီစဉ်စေပါအာမင်အသင်းသူတင်သားအားလုံးပေါ်မှာလည်းကိုယ်တော်ထမ်းမလာတော့ကောင်းသောအရာတစုံတစ်ခုမှမလိုတဲ့အတ္တတာနဲ့ရောက်ရဲစေတော်မူပါအာမင်မပြောင်းလဲတဲ့မေတ္တာနဲ့ချစ်တော်မူသောဖခင်မဲတော်မေတ္တာတော်ဒါတော်ယေရှုခရစ်တော်ရဲ့ယေရှုတော်နဲ့တန်ရှင်သောဝိညာဉ်တော်ရဲ့မိတ္တဟာရဖွဲ့ခြင်းဗိတ်သိက်ခြင်းသူပါရှိခြင်းသည်ယနေ့ရောက်ရှိလာတဲ့မြောက်စီတိုင်းအသက်တာထဲမှာယခုမှစ၍ကာလအစဉ်မြဲတက်ရောက်တည်ရှိတည်နေပါစေသောအာမင်အာမင်ဖျားကောင်းချီးပေးပါ